မင်္ဂလာပါစုအဖေတာ Facebook နဲ့ YouTube Channel လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါရရှင်ဒီနေ့ blog ကတော့ unboxing ဖြစ်ပါတယ်ဘေးမှာပစ္စည်းတွေကိုလည်းမြင်မယ်ထင်ပါတယ်စု birthday unboxing ပေါ့နော်ငွေနေ့ကတော့ပြီးသွားတာ2ပတ်ကျော်လောက်တော့ရှိပြီဒါပေမဲ့အခုမှလက်ဆောင်တွေကအစုံရတယ်ကိုယ့်အကိုပေးထားတာတွေရောပို့ပေးတဲ့ဟာတွေရောပေါ့နော်ဆိုတော့ဒီဗီဒီယိုထဲမှာစုငွေနေ့မှာဘာလေးတွေလက်ဆောင်ရလဲဆိုတာကိုအတူတူဖောက်ကြည့်ကြမယ်နော်သူပစ္စည်းတွေကိုတော့လေဒီအိတ်ခမ်းထဲမှာပဲအကုန်လုံးပုံထားတာဟိုအရင်တက်တက်ရက်ကြီးတော့ဖြစ်မနေဘူးပေါ့နော်တစ်ချက်ပြမယ်ဆိုဖောက်မက်ကဟာလေးတွေကိုအရင်ပြလိုက်မယ်နော်ဖောက်မက်ကဟာကဆိုတော်တော်များများတော့ဖောက်ပြီးသွားပြီတခါတည်းရကလေးကနေဖောက်လိုက်တာပေါ့နော်တော့ဒါပေမဲ့ disclaimer အနေနဲ့ကလိုချင်တဲ့ဟာလည်းတခုမှမရဘူးပြီးတော့ secret လည်းတခုမှမပါဘူးသီလားပထမဦးဆုံးကကြတော့ minions လေးကအရန်ကြိုက်တယ် minions ကိုဆိုတော့ဒီမှာ12မျိုးအောင်ရွေးလို့ရတယ်သီလား royal god ရဲ့တော်တော်များများပါတယ် tulip peking ရဲ့ sakura mall ရဲ့အဲ့လိုမျိုးလေးပေါ့နော်မြင်ရလားတော့မသိနည်းနည်း reflection ဖြစ်နေမယ်နဲ့တူတယ်ဆိုတော့ဆိုလိုချင်တာက sakura လေးကိုလိုချင်တာဒါပေမဲ့မပေါက်ဘူး sakura ဘာပေါက်သွားလဲဆိုတော့ outback bob ဆိုတဲ့ဟာလေးပေါက်သွားတာဒီဟာလေးဆိုတော့ဒီထဲဟာဖောက်ပြမယ်နော်ဘာပေါက်လဲဆိုတော့သိသွားပြီဒါပေမဲ့ plastic တွေတော့မဖောက်ရသေးဘူးဒါလေးပေါက်သွားတာပါဆိုတော့ဟုတ်ပြီပြန်ထည့်လိုက်မယ်နော်နောက်တစ်ခုကဒီ Pokemon နဲ့ Ninja နဲ့လုပ်ထားcollaboration လုပ်ထားတဲ့ဟာလေးပေါ့နော် Ninja 2ဟာလေးအဲ့ဒီမှာကစုလိုချင်တာက Ninja ကိုသူကဒီမှာကြည့်ဒီအနီလေးနဲ့ဒီအပြာလေးပေါ့နော်လိုချင်တာအနီလေး fight ready ဆိုတဲ့ဟာလေး no fight ready battle ready ဆိုတဲ့အနီလေးကိုလိုချင်တာဒါပေမဲ့ဘာပေါက်ထည့်နေလဲအပြာလေးပေါက်တာရှင်အနီပေါက်ပြီးရင်စိတ်ချမ်းသာသွားမှာဆိုလို့ဒါလေးပေါက်တာဒါလေးပေါက်သွားချစ်တော့ချစ်စရာလေးဒါပေမဲ့ကိုကအနီကောင်လေးကိုပို့လို့ချင်တာလေနော်ဆိုတော့နှစ်ခုကပြီးပြီနောက်ထပ်ဟာလေးပြမယ်နောက်ထပ်ဟာကဒီ pop cute လေးတွေလဲဆိုအများကြီးလက်ဆောင်ရထားတယ်ဆိုတော့ချစ်စရာလေးသိလားဟိုလေငယ်ငယ်ကလေဟိုကားစီဟိုပေါင်ပုတ်ကားပုံစံမျိုးလေးလေအကုန်လုံးဖိထားတဲ့ပုံစံမျိုးလေးသိလားဒီ pop cute ကကြတော့သူကဟို anime ရဲ့ဟာမျိုးလေးကျွန်တော်ဒီဟာတခုမှမသိဘူးဆိုတော့ဒါလေးကိုတစ်ချက်ကြည့်ကြည့်မယ်နော်သူက pop cute 2တဲ့ကိုသိတဲ့ဟိုဟာတွေကဟာမပါဘူးပေါ့နော်ဒါလေးပေါက်ပါတယ်မြင်ရလားမသိအဲ့ဒါလေးချစ်တော့ချစ်စရာလေးနော်ဒါလေးကကလေးလေးတွေဆိုရင်လက်ဆောင်ပြန်ပေးမယ်ဆိုကလေးတွေဆိုအရင်ချစ်တော့လေဒါโอเคနောက်ထပ် Pokemon ကဟိုဟာပဲကြံတော့တာ၄ခုဟုတ်တယ်၄ခုပဲကြံတော့တာဒါကကြတော့စုအရင်ကြိုက်တဲ့ series တွေอ่ะပေါ့နော်Score Panda က Score Panda ကိုကတော်တော်ကြိုက်တယ်ချစ်ဖို့ကောင်းတယ်လေနော်ဒါပေမဲ့ Score Panda ကဒီမှာက၄ခုပဲသိလားဒီပန်းရောင်လေးရယ်ပန်းရောင်လေးကိုတော့ဘာလို့ခေါ်တာလဲ the bone နဲ့နောက်တစ်ခုကကြတော့ spin a cocoon the internet dialogue and out of the mat ဆိုပြီးတော့ပန်းရောင်လေးကနှစ်ခုအပြာလေးရယ်ခရမ်းလေးရယ်ဆိုတော့စုလိုချင်တာကခရမ်းလေးလိုချင်တာပေါ့နော်ခရမ်းလေးဆိုချစ်စရာလေးဒီဟာလေးလိုချင်တာဒါလေးလိုချင်တာမပေါက်ဘူးဘာပေါက်တယ်ခင်လဲပန်းရောင်ပေါက်တာဒါလေးပေါက်တာဒါလေးပေါက်တာညှုပ်ဖတ်နေရပဲဆိုတော့သူကဒီအတက်လေးကိုတော့ပြန်တော့သူကဖြစ်ထားလိုက်မယ်နော်โอเคနောက်တစ်ခုကဘာလဲဆိုတော့ pop cute ပဲဒါ pop cute 1ခုနဟာကကျတော့ pop cute 2ဆိုတော့ဒီဟာကကြတော့ဒါကကြတော့ Disney ကဟိုဇက်ကောင်လေးတွေပေါ့နော် Mickey ပါမယ် Minnie ပါမယ် Dumbo လေးပါမယ်ပြီးရင် Lilo ပါမယ် Scar ပါမယ် Thumper ပါမယ်ပြီးတော့
Lucifer ပါတယ်နောက်တစ်ခုကကြတော့ဒီpush ကားတွေကကြားလေးပါမယ်ပေါ့နော်ပြီးတော့ Pluto လေးပါမယ်လိုချင်တာဘာလိုချင်တာလဲဆိုတော့ Lucifer လိုချင်တာမပေါက်ပါဘူး Lucifer ဘာပေါက်သွားလဲဆိုတော့ Pluto လေးပေါက်သွားကြည့်ကြည့်ဟုတ်တယ်မလား Pluto ဟုတ်တယ် Pluto လေးပေါက်သွား Pluto လေးဖိခံချစ်စရာလေးနော် Pluto ပေါက်တာအဲ့လို Lucifer လိုရင် Pluto ပေါက်တာ Pluto လေးလည်းချစ်ပါတယ်ငယ်ငယ်ကကြည့်တဲ့ကတ်တုန်းက Okay ဆိုတော့နောက်ထပ်ကဒီဒါ Pop Cute 2ပဲဒီ Pop Cute 2ကကြတော့လေ Disney နဲ့ပဲဟိုအဖြစ်ထားပဲပေါ့နော် Donald Duck ပါတယ် Daisy ပါတယ်ပြီးွားရင်ဒီ push ကားတွေကလေမြင်းလာအဲ့မြင်းရုပ်လေးပါတယ်ပြီးတော့ဒီရှင်လေးနှစ်ကောင်ပါတယ်ပြီးွားရင်အဲ့ push ကားတွေကပဲပြားလေးပါတယ် Miss Penny ပါတယ်ပြီးရင် Mufasa ပါတယ်ဆိုတော့ Mufasa လိုချင်တာပေါ့နော်ဘာပေါက်တဲ့တင်ဒီကောင်ပေါက်တာဒီမှာကြည့်သူ့နှာခေါင်းကလေထည့်လို့ရသေးလားအဲ့လိုထွက်လာပြီပြီးရင်ပြန်ထည့်အဲ့ဒါပေါက်တယ်ဟုတ်ပြီဆိုတော့ Pop Mac တွေကနောက်ဆုံးဟာပေါ့နော်နောက်ဆုံးဟာက Tom and Jerry Pop Mac မှာဘယ်က Pop Mac ကိုပဲဝင်အမြဲတမ်းတော့ Tom and Jerry တစ်ခုကပါအောင်ဝယ်တတ်တယ်ဆိုတော့လက်ဆောင်ရထားပါတယ်ဒီ Tom and Jerry ကကြတော့ဟိုခလေးဟိုဟာလေးပေါ့နော်သူက Jerry's Tom in the box oh my god ပြီးတော့ finger biting game ထားပါတယ်ပြီးတော့ sand castle လေဒီဟိုမှာ beach မှာ sand castle လုပ်တဲ့ဟာရယ်ပြီးတော့နောက်တစ်ခုကကြတော့ Tom castle ဆိုတာပါတယ်ပြီးတော့သူတို့နှစ်ယောက် golf ရိုက်တာပါတယ်နောက်တစ်ခုကဟိုဟာလေ inflatable boat လေbeach မှာပဲလေ Tom ကဒီဟိုလေဖောင်းရုပ်လိုမျိုးကြီးဖြစ်သွားတာလေကျွန်တော်တို့ဒီကမ်းခြေမှာစီးတဲ့ဟာလိုမျိုးဟာဖြစ်သွားတာလေအဲ့ဒါရယ်ပြီးတော့နောက်တစ်ခုကကြတော့ Rolly Polly toy ပါတယ်ပြီးတော့ Rocking Horse ပါတယ်ပေါ့နော်သူက6ခုရှိရယ်6ခုမှာဒီ regular edition ratio က 1:9 okay ရတယ် secret edition ကကြတော့ 1:1 လို့8တယ်ဆိုတော့မဖြစ်နိုင်လိုချင်တာကဟိုဟာလေးလိုချင်တာဒီ Sand Castle လေးလိုချင်တယ် Castle နဲ့ပတ်သက်တာ2ခုတောင်ပါတော့တစ်ခုလိုချင်တယ်ပေါ့နော်ဆိုတော့inflatable boat ပေါက်တယ်ရှင်ဒီမှာညာအိုးဒါလေးပေါက်တာအဲ့တော့ castle လိုချင်တော့ဒါပေါက်ပေးရပါတော့ okay ဆိုတော့အခုဒါက Pop Mac ရဲ့ series ပြီးပါပြီ okay ဆိုတော့ Pop Mac ကဟာတွေအကုန်ပြီးသွားပြီဆိုတော့နောက်တစ်ဟာ random လေးပဲဖြစ်တော့မှာနောက်တစ်ခုကဒီ ordinary ရဲ့ Gargoyle series ပေါ့နော်စုဒီဟာကိုအမြဲတမ်းသုံးတယ်စပင်ကိုလည်းထည့်တယ်ပြီးတော့ဒီတထောင်စစ်ဒူချင်းမျက်စိပြီးတော့ ampit နေရာကိုသုံးတယ်ပေါ့အဲ့ဒါကြောင့်မလို့ဒါလေးကအမြဲသုံးနေဆိုပြီးလက်ဆောင်ရထားဖြစ်တယ်သူကဘာလဲဆိုတော့နေတိုင်းသုံးလို့မကောင်းလောင်တတ်တယ်အသား sensitive ဖြစ်တယ်ဆိုတော့ဆိုဆူလောင်မှုတယ်ပြီးခဲ့တဲ့2နှစ်ကျော်လောက်တော့ဆင်ပူသွားတော့အဲ့မှာပူတယ်ဆိုတော့ဒီဟာကိုကိုကမသိဘူးသုံးတာနေတိုင်းသုံးတာမနေ့လည်းသုံးညလည်းသုံးနေ့လည်းသုံးတာဒီ ampit နေရာတွေအကုန်လုံးလောင်သွားပေါ့နော်ဆိုတော့ဒါလေးလက်ဆောင်ရထားပါတယ်နောက်တစ်ခုကဆိုဒီ Disney ဟုတ်တယ် Disney နဲ့ပေါင်းထုတ်ထားတဲ့ဟာလေးတွေစုကိုခင်တဲ့လူတွေဆိုသိနေဒီ Zootopia ကဒီယုံလေးကိုအရန်ကြိုက်တာဆိုတော့စုကားမှာရောအိမ်ခန်းထဲမှာရောဒီ Zootopia ရဲ့ theme တွေကိုတော်လုပ်တယ်ပေါ့နော်အယုတ်လေးလည်းရှိရဲဆိုတော့ဒီဟာကလက်အိတ်လေးပါဒီမှာကကျတော့အရန်အေးတဲ့အချိန်မှာသူကခြေပေါ်လာတွေကတော်တော်လေးကိုအေးတတ်တယ်အဲ့လိုရေခဲတုံးလေးလိုဖြစ်နေတာပေါ့နော်အဲ့ဒါနဲ့ဒီလက်အေးလေးလက်ဆောင်ရထားပါတယ်။ဘာကြောင့်ဒီမှာအဲလေးတော့ပါလေ။တက်ပြမယ်နော်နှစ်ခုလုံးကြည့်အောင်ချစ်စရာလေးယုံလေးဆိုတော့ဒါလေးပါသူကဟို Disneyland မှာလည်းဝယ်လို့ရတယ်ပြီးတော့သူ့ရဲ့ official channel တွေပေါ့နော်ဆိုတော့ account တွေလည်းရှိရတဲ့နဲ့တေချာတော့မမှတ်မိဘူးဈေးမကြီးဘူးဟွာလောက်ပဲရှိတယ် AUD နဲ့ဆိုရင်
40 50အဲ့လောက်ပဲရှိတယ်တခုပေါ့နော်အသားလေးကတော်တော်လေးကိုကောင်းတာလေးလားပုံမှန်အောင်မဲ့စားဒီလိုမျိုးလေးဆိုချစ်စရာလေးလေနော်โอเคဆိုတော့နောက်တစ်ခုကကြတော့ဒီလေးဖြစ်ပါတယ်ဒီက lunch box ဆိုပြီးတော့ lunch box ပုံစံမျိုးပေါ့နော်ဒါပေမဲ့နိုင်တော့တော့စိုက်အောင်မယ်တော့မထင်ဘူးသေးတော့လေ makeup box ပုံစံမျိုးပဲလုပ်လို့ရမယ်ဟောမပြတော့ဘူးအသားလေးကတော့တော်တော်ကောင်းတယ်ဆိုဒီ color ကဟိုဟာလောင်းချမ်းဟုတ်တယ်လောင်းချမ်းကလေအခုဒီဟို iPhone အရာကြီးထွက်တယ်မလား orange လို့ပေါ့အဲ့ဒါ brick လို့ခေါ်တာလားတေချာမမှတ်မိတော့ကွယ် color ကုတ်လေးကိုဆိုတော့အဲ့ဒီဟာကစု phone ဝဒီလောင်းချမ်းကအဲ့နောက်ဆုံး series က8တီရောရှိရောဒီဟာလေးကိုအယောင်တူတယ်ဆိုပြီးတော့လက်ဆောင်ရတာပေါ့နော်ချစ်စရာလေးဒါပေမဲ့အယောင်လေးကတော့နည်းနည်းလေးတော့ကွဲနေတယ်တေချာတော့မစမ်းကြည့်ရသေးဘူးပေါ့နော်နိုင် okay ခဲမှာရှိသေးတယ်အော် तू ကကျိုးပါပါတယ်ကျိုးအတူနဲ့ကျိုးအရှိပေါ့နော်ဒီအိတ်လေးလို့ဆိုတော့ဒါက makeup box မဟုတ်ရင်တော့ဒီတိုင်းအပြင်သွားပါသွားဖုန်းလေးထည့်ကတ်လေးပါလေးထည့်ကတော့လေးထည့် that's all ပေါ့နော် okay ဆိုနောက်ဟာကိုသွားမယ်အရင်ကြာနေမှာဆိုတော့နောက်ဟာကဒါက DJI နဲ့ပတ်သက်တဲ့ပစ္စည်းတွေဟိုဟာအဲ့ဒါဘာလို့ပြောလဲအော် microphone နဲ့သက်ဆိုင်တဲ့ပစ္စည်းတွေဖြစ်ပါတယ်တကယ် DJI က pocket ကအခုဟို Android financial year မှာဆိုရင်တော်တော်တက်တာရတယ်ဒီ time ဘက်မှာလေအဲ့ဒါဝယ်နေတယ်လားတော်တော်မိုက်တယ်ဒါကတော့သူဟိုဟာ microphone လေပြောရင်းနဲ့မေးတာကွယ် microphone နဲ့ပတ်သက်တာလေးပေါ့နော်မတခုတော့တားထားလေးဆမ်းပြီးတော့သုံးကြည့်တာနောက်ခါကဒါရှိအောင်လဲဆိုတော့အော်ဖုန်း cover ပါတယ်သူကအခုဒီနောက်ဆုံး iPhone ရဲ့ဒီဟိုဟာရှိရယ်လိမ်ပေါ်ရောင်နဲ့ပြရောင်နဲ့ရှိရယ်လေနိုင်ရောဖုန်းလေးနိုင်လိုက်ဆိုတော့ဒီ cover လေးကိုဆိုအမြဲတမ်းသုံးနေရပါဘောနော်ဆိုတော့ဒါလေးလှတော့အခုဒီနှစ်ကမြင်းနေဆိုတော့ဆိုလိမ်ပေါ်ရောင်နဲ့တက်ဖို့လိမ်ပေါ်ရောင်လေးရထားတယ်ပြီးတော့အပြရောင်မှာတက်ဖို့အပြရောင်လေးရထားတယ်မချင်ပြီးတော့ဒီဟာကျတော့လုံးဝအညိုပဲပေါ့နော်ဒါနဲ့ဆိုလိုက်တယ်လေနော်အဲ့ဒါလေးပြီးတော့နောက်တစ်ခုကကျတော့ဒါကတော့လုံးဝဟိုဗာလေစီမင်းရောင်လိုတော့ဖြစ်နေရယ်ကွယ်သူကဒီမှာကိုယ့်ပုံကို print ထုတ်ရထားတာကာထားမယ်တော့ဘာဖြစ်လို့လဲဆိုတော့ဒီဟာကိုစုကိုလုပ်ပေးထားတာကဗာလေဒီကင်မရာမှာမာဒီကာချော်ရပွဲတော့ဆိုအပြိုတော်ဝစ်ပြီးတော့ရိုက်တာဒါပေမဲ့အဲ့မှာကောင်းကောင်းမဟုတ်ဘူးဟိုဘက်ကိုလှမ်းပြီးတော့စကားလှမ်းပြောနေတာကွယ်အဲ့ပုံကိုလုပ်ပေးထားဒါပေမဲ့တော့ကို application ရှိရင်ဘယ်ပုံပဲဖြစ်ဖြစ်ဒီမှာ print လုပ်လို့ရတာပေါ့နော်နည်းနည်းကာထားမယ်နော်အပြိုတော်ခေါင်းလေးပဲမြင်ရမယ်လားအဲ့ဒါလေးပါဆိုတော့ cover လေးခုရထားပါတယ်နောက်တစ်ခုကနောက်တစ်ခုကဒီဟိုဟာလေးတွေ jewelry လေးပေါ့နော်စုကဒီနှစ်ပိုင်းထဲမှာရွှေရယ်ပြီးတော့ပလေးရယ်ကိုစုပြတယ်ပေါ့နော်ပလေးကကျတော့စိတ်ကိုကြိုက်တာကိုမြန်မာမှာလည်းပလေးကတော်တော်ကောင်းဆိုတော့လေဒါပေမဲ့မြန်မာမှာနေတော့ကစုနောက်ထပ်တစ်ခုကြိုက်တာပါလေဆိုတော့ကြောက်စိမ့်ချိတ်ကိုအရင်ကြိုက်တယ်ဒါပေမဲ့ Australia မှာကကျတော့ကြောက်စိမ့်ကဟိုအရန်ကြီးနေရာတော့မတွေ့လို့ကိုနေတဲ့မျိုးနဲ့လည်းဆိုင်မယ်တင်တယ်ဒီမှာကဒီ rose gold တွေပြီးတော့စိန်နဲ့ပတ်သက်တာပြီးတော့နောက်တစ်ခုကဘာရှိအောင်မလဲပလဲတော့ရှိရယ်ဟုတ်တယ်ပြီးတော့ငွေတယ်နဲ့ထင်တယ်အဲ့လိုမျိုးပဲရှိတာပေါ့နော်ဆိုတော့ဒီ jade ကကျတော့ကိုလိုချင်နဲ့ကြောက်စင်းကကျတော့ကိုလိုချင်နဲ့လှလှလေးတွေသေးလေးတွေပေါ့နော်အကြီးလည်းမဟုတ်ဘူးပေါ့ daily wear ပုံစံမျိုးလေးဒါပေမဲ့အဲ့ဒါလေးကအခုဒီနေ့မှာလက်ဆောင်ရထားပါတယ်3ခုရထားပေါ့နော်တစ်ဆက်နဲ့ဟိုဟာနဲ့ဆွဲကြိုးကြီးပဲတီးတယ်ပေါ့နော်ဒါကတော့ဆွဲကြိုးလေးပါမြင်ရလားဒီဒါအပေါ်ဟာလေးကဆိုဘုံချောင်းလိုဟာမျိုးလေးတရုတ်ဒီနန်းတော်လိုပုံကြောင်းလိုဟာမျိုးလေးအောက်ကဟာကတော့ကြောက်စိမ့်လေးပေါ့နော်ဒါရွှေနဲ့ကြောက်စိမ့်လေးဒါကတော့တီးတဲ့နောက်တစ်ခုကကျတော့ဆက်လေးဒီဟာလေးဒါကငကက်လေးနောက်တစ်ခုကခုနဆက်လေးနဲ့ခုနငကက်လေးနဲ့စင်တူဆွဲကြိုးလေးဖြစ်ပါတယ်ချသွားပြီတော့ဒါ
ပတ်ချရလေကုန်ပြီရှင်ပြန်ထည့်လိုက်မယ်နော်ဒီတိုင်းပြီးတော့မှဘူးပြောင်းလိုက်မယ်ဘူးကပေါ့ပေါ့လေးတွေနဲ့ထည့်လာဘာဖြစ်လို့လဲဆိုတော့ဒီမှာကာကူဘူးကစိန်မိုးထက်ချွန်းဖို့ကကြီးနေတော့ဘူးလေးတွေအရင်တော့မကောင်းဘူးဟာ Okay so နောက်ဟာဆက်ပြောမယ်နောက်ဟာကဟိုပါပေါ့ကာလင်းရဲ့ finishing powder ရထားပါတယ်ဒီကာလင်းရဲ့ finishing powder ကသူဒီကာလာတုံးလေးကိုပဲတောက်လျှောက်သုံးနေရပါတော့ဒါလေးဝင်ကြည့်မနော်ကာလေးမှာပြဿနာအဲ့ဒီဖွင့်ရတဲ့ဟာတကယ်ပြဿနာပါရှင်ရုပ်ပစ္စည်းလေးဆိုတော့ဒီဟာကခံလားဆိုတော့ခံတယ်သူနေ့တိုင်းသုံးတာတော့မဟုတ်ဘူးဒါပေမဲ့တော်တော်များများတော့သုံးပြတယ်ပေါ့နော်အပေါ်ကနေဒီပေါက်တာလေးခိုက်လိုက်ရုံနဲ့ finishing အနေနဲ့သုံးတာပေါ့နော်ဒါလို့ကြည့်စစ်စရာလေး right yep so ဒီဟာကကြိုက်တယ်ဘာလို့လဲဆိုတော့သူ့အနံ့ကိုလည်းကြိုက်တယ်သူ့ရဲ့မျက်နှာပေါ်တင်လိုက်ရင်လက်လေးဖြစ်နေတာကိုလည်းတော်တော်ကြိုက်တယ်ဒီအနံ့ကိုဘာလို့ကြိုက်တာလဲဆိုတော့လေဒီအနံ့ကလေသူတို့ငယ်ကအမေအတော်တွေဆိုအဖွာအဲ့လိုမျိုးသုံးတဲ့အနံ့မျိုးသူတို့ငယ်ကသုံးတဲ့ပေါင်တာလို့အနံ့မျိုးဖြစ်လို့လေဒီဟာလေးကိုတောက်လျှောက်သုံးပြနေရဲ့အရှိတကူကမကုန်သေးဘူးဆိုတော့ဒါလေးကတော့ခဏ keep လုပ်ထားမယ်ဟာလေးဖြစ်တာပေါ့နော်ဆိုတော့ဒါကလည်းဆိုနောက်တစ်ခုကဒီကာလင်းကဟိုပါလေ lipstick လေးပေါ့နော်ကာလင်း lipstick ကိုကြိုက်တာကသူက customize လုပ်လို့ရတယ်အရာကိုရွေးပြီးွားရင်ဒီအပေါ်ကဒီအခွန်လေးပေါ့နော်အဲ့ဒါလေးကိုလည်းရွေးလို့ရတယ်စုကဟိုဟာရှိတယ်အနီရောင်လေးတွေရှိတယ်အနီရောင်လေးဟာရှိတယ်ဆိုတော့ nude ဘက်ကိုသုံးချင်တော့အဲ့ဒါ hair ကို nude လေးဆိုမဆိုးဆိုပြီးတော့ဒီအရောင်လေးလက်ဆောင်ရထားပါရှင်ဟို swatch လုပ်ပြလို့ရတာပဲ whatever ထားလိုက်တော့နော်ကြည့်လိုက်နော် new play ဆိုတော့အရောင်လေးနည်းနည်းဆင်နေကာဘာလေးကိုလည်းရွေးပေးထားပါရှင် Okay so အဲ့တော့အဲ့ကားလေးကအဲ့နှစ်ဘူးဝယ်တဲ့အချိန်မှာစုကိုဟိုဟာတွေပေးတယ်လက်ဆောင်ပေါ့နော် foundation လေးတွေသူကစမ်းဖို့ပေးတယ် foundation နှစ်ဘူးနဲ့ဟိုဟာနဲ့ရေမွေးတပူပေါ့နော်အမြဲတမ်းပေးတယ်ဒါပေမဲ့ရေမွေးရလက်ဆောင်ဝယ်ပေးတဲ့လူကသူသုံးမယ်ဆိုပြီးတော့ပြန်မသွားတယ်ပေါ့နော်ဆိုတော့ရေမွေးကတော့ပြရစရာမရှိတော့ဘူးဆိုတော့ရေမွေးဘူးလေးချစ်စရာလေးလှတယ်တူတေးလေးပေါ့နော်10 ml လောက်လာမလို့ပေးတာဒါကတော့သူခါလေးကနေပြီးတော့လက်ဆောင်ထည့်ပေးထားတဲ့ foundation ပြဿနာကဘာလဲဆိုတော့သူ့ foundation ကလေစုနဲ့ကအရန်ကြီးကိုဖြူနေတာပေါ့နော်သူကဒီ Asian မှာဟိုဟာလောက်ဖြစ်မယ်ကိုရီးယားဘက်ကကိုရီးယားတို့တရုတ်တို့ပြီးတော့ဂျပန်တို့အဲ့ဒီကအမျိုးသမီးတွေရဲ့ skin type လောက်ဖြစ်သွားပေါ့စုကကျညိုတဲ့ဘက်ကိုသွားတော့ဒီ foundation နှစ်ခုကတော့အလဟတ်တော့ဖြစ်နေရပေါ့နော်ဆိုတော့လက်ဆောင်ပေးလိုက်မယ်နော်တကယ်ကြီးလေးပို့ထားအစ်စ်မဖောက်တော့ဖောက်ပြရတယ်အရာကတော်တော်ကိုမှကိုနှူတာပါကွယ်ဒါပေမဲ့ तू ကရေးထား neutral တိလားအဲ့ neutral ကိုမှစုဖက်ခွေးနေတာကြည့်ဒါလက်နဲ့ကိုလို့မသိတာမျက်နှာပေါ်တင်လိုက်ရင် foundation ရတခြားမျက်နှာတခြားဖြစ်နေတာပေါ့နော်ဟိုက matte အုပ်လိုက်လို့ဖြစ်နေတာဆိုတော့ဒါက sample ပဲပေးတာပဲဆိုတော့တကယ်ချင်းတယောက်ယောက်ကိုအသားရိတ်ကြိုက်တယ်လို့လက်ဆောင်ပေးလိုက်နှစ်ဘူးအောင်ဆိုတော့လေကိုလည်းမသုံးပြရဘူး Okayပြီးတော့ဒီဟာက Maybelline Fit Me Foundation လေး foundation ဟိုကပေါင်းတာရထားတယ် Fit Me ကလေသူ့ဟိုကကြောင်းတက်ကလေးကတောက်လျှောက်သုံးတာပေါ့နော်ပေါင်းတာဆိုရင်ဒီ Maybelline Fit Me သုံးတယ်ပြီးဟို NARS ကနေပြီးတော့လုံးဝအယောင်မပါတဲ့ဟာသုံးတယ်အရင်တော့ကတော့ Innisfree ပါညာသုံးတယ်ဒါပေမဲ့အခုနောက်ပိုင်းဒီမှာကကြတော့ Korea brand ကရှာလို့နည်းနည်းခက်သွားတော့ဒီ Fit Me ဘက်ကိုပဲပြန်သုံးတယ်ပြီးတော့ဒီဟာကဟိုအခုလက်ဆောင်ရထားတာနောက် Fit Me ကိုမှခဏနေပါဦးဒါ loose finishing powder ဒါကကြတော့ matte glass poreless ဆိုတဲ့ဟာပေါ့နော်နှစ်ခုမတူ Fit Me အောက်ကပဲဆိုအများဆုံးသုံးနေရတော့ဒီဟာဒါပေမဲ့လက်ဆောင်ပေးရလူက okay why not ပေါ့နော်နှစ်ခုရှင်သုံးကြည့်ပေါ့နော်ဆိုအများတန်းကဒီမှာက20 light medium သုံးတယ်ဒါတော့မှန်တယ်ဒီဟာလေးကတော့ဆိုဆဲတဲ့စမ်းသုံးကြည့်တဲ့လက်ဆောင်ပေးတာဆိုတော့စမ်းသုံးကြည့်လိုက်မယ်ဒီဟာက200နဲ့မှ30အရင်တော့ကောင်းတယ်လို့တော့မထင်ဘူးပေါ့နော် whatever ကြိုက်ပါတယ် Fit Me ကအမြဲတမ်းသုံးတာပေါင်တာတော့ okay နောက်ထပ်ကဘာလဲဆိုတော့နှက်ခမ်းတွေပဲနှက်ခမ်းတွေက3ခုတောင်ဖြစ်နေတယ်သူကဘာလဲဆိုတော့ flower nose ကလေ flower nose ကို strawberry cupid collection လာအဲ့ထဲကဟာတရောင်လေးပဲ3ခုဖြစ်နေတာဘာလို့လဲဆိုတော့
ဝယ်တဲ့လူဟာဘာလို့တပူပဲဆိုလဲတိတ်မခံဘူးတဲ့အဲ့တော့3ခုဆိုပြီးတော့တယောက်လေးကိုဝယ်ပြီးထားတာပေါ့နော်လက်ဆောင်တပူပဲဖောက်ပြရတော့မယ်နော်သူက flower nose ကဒါလေး flower song မှာကောင်းတာကကြတော့ packaging လေးတွေကလေအရင် cutie ပုံစံလေးပေါ့နော်လို့ main ကလေးဟိုမှာလေလို့နုနုဖက်လေးပုံစံမျိုးလေးဖြစ်တယ်ဒီနှကန်းတွေကမစိုးကောင်းတယ်ပေါ့နော်ဟိုအရင်နှကန်းပေါ်မှာ6ကြီးလည်းမဖြစ်နေဘူးပေါ့နော်ပြီးတော့စိုးလို့လည်းတော်တော်ကောင်းတယ်ဒါပေမဲ့ပြဿနာတစ်ခုကကြတော့သူကဒီအတန်လေးရဲ့ဒီကိုပြင်ပြန်ထည့်ပြီးတော့ဟိုဖြစ်ရတာကွယ်တခြားလူတွေလည်းဖြစ်လာတော့မသိဘူးဒါပေမဲ့ကျွန်တော်ရှိမှာကကြတော့ဒီဟာကလေကြားလာရင်အဲ့လိုအနံ့အညာမကောင်းပေါ့နော်ဆိုတော့တခါလေကြာရင်တော့မကုန်ခင်မှာပြစ်လိုက်ရတာလို့ရှိရင်ကိုယ်ပဲစိတ်ထင်လို့လာတော့မသိအဲ့တော့ဝယ်ပေးတဲ့လူကသုံးခုဝယ်ပေးလိုက်တာပေါ့နော်အကေပြီးအရာတော့ဖြစ်တယ်အနံ့အစင်မပြီးတော့ဘူးဆိုရင်တော့အခုထပ်ထောက်သုံးလို့ရအောင်ဆိုပြီးတော့ပြန်ထည့်လိုက်မယ်နော်flower nose ပါသုံးခုပုတ်ချက်โอเคနောက်တစ်ခုက Miss Dior ဖြစ်ပါတယ်အခုဒီရက်ပိုင်းမှာ Dior ကနေပြီးတော့နှစ်ခုထုတ်တယ်နဲ့တူတယ်ဆိုမှတ်ရဒီ spray ရယ်ပြီးတော့ဒီ body cream ရယ်ဆိုပြီးတော့ထုတ်တာဒါကရေမွေးအတိုင်းပဲပေါ့နော်ဆိုတော့ဒီ perfume lotion တွေကိုသုံးရတာတော်တော်လေးကိုကြိုက်တယ်စုသုံးတာဆိုရင် Chanel ရဲ့ဒီပန်းရောင် series ရဲ့ဟာသုံးတယ်ပြီးသွားရင်နောက်ဟိုဂျိုမလုံးရဲ့ဟာသုံးတယ်ပြီးအခုဒီဟာအသစ်ထွက်တာဆိုတော့စမ်းသုံးကြည့်လို့ရအောင်ဆိုပြီးတော့လက်ဆောင်ဝယ်ပေးရဒီဟာက Australia မှာတော့ website မှာကြည့်ရမတွေ့ဘူး Australia နည်းနည်းနောက်ကျရတဲ့တူတယ်ဒီလားဆိုတော့မတွေ့ဘူးဒါက Asia ဘက်ကနေပဲဆိုဝယ်လာပေးရပါတော့ဒီကူလေးပါ pink ကူလေးစစ်စရာလေးနော်သူကဟိုကအနက်တော်တော်ဆူတာကွယ်ရေမွေးနေမိမယ်တော်တော် strong ဖြစ်တယ်ပါတယ်ဟော texture စမ်းကြည့်အောင်လားဟိုကိုပုံလိမ့်လိုက်ရင်တော့အဲ့လောက်တော့အနှံ့ကြီးရတော့မဆွဲကြံနေဘူးသူ့ရဲ့ texture လေးကလည်းမဆိုးကောင်းတယ်ဒါပေမဲ့အရင်ရောခံမယ်မထင်ဘူးလားဒီဟာကလေ150 ml လေဒီ150 ml ဘူးပါလေဂျိုမလုံး185လားအဲ့ဒီဟာထဲဆိုတော်တော်သေးတယ်လို့ခံစားရတယ်ကွဒီဟာလေးပါ Miss Dior ရဲ့ comforting body cream ဖြစ်ပါတယ်ဒီပါpink ခုလေးဖြစ်သွားတယ် okay ဆိုတော့နောက်ဟာဆက်ပြောမယ် typical ဂျိုမလုံးဖြစ်ပါတယ်ဆိုတော့လက်ဆောင်ကဒီဟာကွာကိုပေးထားတဲ့လက်ဆောင်ဆိုတော့စုကခုနအရှိမလေးပြောခဲ့တဲ့လိုမျိုးပဲဒီshower gel နဲ့ body cream ကိုကကြတော့အမြဲတမ်းသုံးတာက3ခုပေါ့နော်ခုနကတော့ဒီ Dior ကဟာသုံးတယ်ပြီးသွားရင်Chanel ကဒီပန်းရောင်ဟာလေးသုံးတယ်အခုဒီဂျိုမလုံးရဲ့ English Rose and Freshia ဆိုအဲ့ဒါကိုတော့ရှောက်သုံးတယ်ဆိုတော့သူဒီရောက်တဲ့အချိန်မှာပထမဦးဆုံးဒီ shower ချိန်အနေနဲ့စသုံးဖြစ်တာကဟိုChanel ကဟာသုံးတာပြီးတော့အခုဒီဟာဒီ English Rose and Freshia ကြတော့သူကရေမွေးကိုအရင်သုံးတာရေမွေးသုံးရင်းနဲ့မှာနောက်ဒီသူ့ရဲ့shower gel ရယ် cream ရယ်ပြီးတော့ candle တွေပါပေါ့နော်ဒီအနံ့တက်ကူတွေကိုပဲဆက်ထိုင်သုံးတာကောင်းလားဆိုတော့မစိုးဘူးတော်တော်ကောင်းတယ်ဒီ shower gel ထဲဆိုက body cream ကိုပို့လိုက်တယ်ဒီသူ့ body cream ကလေ body butter လိုမျိုးပေါ့နော်ခုနဒီ Miss Dior ကဟာဆိုရင်နည်းနည်းကျဲတယ်လို့ခံစားရတယ်စမ်းကြည့်လိုက်ရင်တော့ Chanel ကအကျယ်ဆုံးဒီ Miss Dior ကအလေလက်လောက်ပဲဒါကတော့တော်တော်ပြည့်တယ်ပေါ့နော်ဒါဆိုဒီမှာကအေးလေအေးတယ်ပြီးတော့အသားလေးပတ်တာတော့ဒီ body butter သုံးကြည့်မယ်ပေါ့နော်ဒီစိမ့်မှာစမ်းသုံးကြည့်ရင်လည်းအခုတကူကကုန်တော့မှာမဟုတ်လို့နောက်တကူကိုဒီ stock လုပ်ထားတာပြီးတော့မွေးလေးလည်းရှိရောပြီးတော့အဲ့မှာကန်ကောင်းချင်တော့ဆိုကend of financial year နဲ့ရသွားတော့လေသူက 20% off ဒီ brand deal ဆိုရင် 20% off ရအောင်ဆိုငွေလေးမှာ short discount ရော20%ရတာဆိုတော့စုဒီနှစ်ခုကိုကိုလက်ဆောင်ပေးထားပါတယ်အဲ့ဒါအပြင်ကိုနောက်တစ်ဟာလေးထောက်ဝယ်ထားသေးတယ်သူက Dior ရဲ့ Total Capture Series ပေါ့နော်သူကဒီကိုရောက်တဲ့ချိန်မှာတောက်လျှောက်သုံးတာကဒီ fresh ကလေ low test ကအပြာရင်းအောင်ဘူးလေးလေအဲ့ဒီ series ကိုတောက်လျှောက်သုံးတာဒါပေမဲ့ဒီ Dior Total Capture က
သုံးတော့သုံးဘူးတယ်ထိုင်းမှာတော့သုံးဘူးတယ်ဒီဟိုပါပေါ့နော် essence lotion ပဲသုံးဘူးတာဒါဘယ်လိုဖြစ်လဲဆိုတော့ထိုင်းမှာကအရန်ပူတာနဲ့ဟိုအစီအစီလေးပေါ့နော်မျက်နှာမှာအဲ့လိုမျိုးလေးတွေထွက်တယ်ထွက်တော့ဒါကိုမသုံးတော့ဘဲနဲ့ SK2 နဲ့ခုနကတော့ fresh ကိုပြောင်းသွားတာဒါပေမဲ့ဒီမှာအရန်အေးတော့အသားကလေနှာခေါင်းနဲ့နှာခမ်းကြားထဲမှာဆိုအရန်အသားပတ်တာတွေတော်တော်ဖြစ်တယ်ဖြစ်တော့ပြီးတော့ skin ကလည်းတော်တော်ကြီးကိုညူကျသွားတာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလောက်မှာပေါ့နော်အပြင်ကြီးဖွက်တယ်ပြီးတော့အော်လို activity တွေအရန်လုပ်တယ်ပေါ့နော်ပြီးတော့ကျောင်းလေးဒီတိုင်းလိုသွားတယ်ဆိုတော့အဲ့လိုဖြစ်သွားတာအဲ့ဒါနဲ့ဒီ total capture series ကိုသုံးကြည့်တာ skin ကတော်တော်လေးကိုမှကောင်းလာတာဒါဘေးရလူတွေတောင်မှပြောတယ်အထိပေါ့နော်အခုဒီဟာဆိုရင်အဲ့ရထားပြီးချင်းရိုက်ခါတာဟို lip balm နဲ့ဆိုထားပေါ့နော်ဆိုတော့ skin ကတုံးလေးတက်လာတယ်ဆိုတော့ကောင်းတယ်လို့ပြောရမှာပေါ့နော်သူကဘာသုံးလဲဆိုတော့ဒီ essence lotion သုံးတယ်ပြီးရင် serum ဘူးလေးရှိတယ်ဒါပေမဲ့ serum ကမကုန်သေးတော့မဝယ်ထားသေးဘူးပေါ့နော်ဆိုတော့ essence ကဒီကလေးအောက်ကနေပဲဖောက်လိုက်မယ်နော်ဟုတ်ဆိုသုံးလက်စားကသုံးပုံတစ်ပုံလောက်ကျန်လေးပေါ့လေဒီ essence လေးသူကဟိုလောက်ပဲရှိတယ်100ကျော်200လောက်ပဲရှိနေအေးအေးလေးနဲ့နော်အဲ့ဒါရယ်ပြီးတော့ cream လေး day cream လေးကိုသုံးတယ်အဲ့နှစ်ခုပဲတောက်လျှောက်သုံးတယ်နိုင်များပဲကြတော့စူပါသုံးတာလဲဆိုတော့ဒီ essay လောက်ကဟာကိုသုံးတယ်ပြီးတော့ရင်တစ်ခါလေးကျရင် mascara ရှိရ biotin ကလေးအခု collagen mask တဲ့အဲ့လိုမှမဟုတ်ရေးဒီ clinic ကဟာလေးကိုသုံးတယ်ပေါ့နော်ဒါကတော့ဒီမှာတောက်လျှောက်သုံးတာတော်တော်ကောင်းတယ်ပြန်ခဲ့ပါနော်ဆိုတော့ဒါကဂျိုမလုံးနဲ့ဒီရောဟာOkay, so now the kuga hua ba le pocket airpod 4 oh my god so airpod 4လေးရထားပါတယ်ဒီ airpod ကစုမှာကတခုရှိပြီးသားဒါပေမဲ့အခုဒီဟာက engraving လုပ်ထားတဲ့ဟာပေါ့ airpod 4ကကိုမှရှိတဲ့ဟာကိုတူတူပဲထင်တယ်မမှတ်မိတော့ဆိုတော့ဒါကတော့ engraving လုပ်ထားတဲ့ဟာလေးပါနောက်ဟာကဘာလဲဆိုတော့နောက်ဟာက recorder လေးဒါက Zootopia လေးရတယ်နော်ဒီ Zootopia ကြည့်ရလို့ဆိုသိလိမ့်မယ်ဒီရုံကလေးကသူ carrot recorder လေးကိုသူရဲမိလေးဖြစ်နေတဲ့အချိန်မှာသုံးတာလေးဒီဟာလေးဒါကတော့ချစ်လို့ဆိုပြီးတော့ဒီတိုင်းဒါဝင်းနဲ့ဒါပါဝယ်လာပေးတာတဲ့ဒါလေး recorder ပဲသူကဒီငါကကျတော့ Disney နဲ့ Mini ဆိုနဲ့ပေါင်းပြီးတော့ထုတ်ထားတာဖြစ်မယ်ဒါလေးကမဆန်းကြရလို့မှbattery ဒီကတော့မဖြုတ်ပါသေးဒါလေးရထားပါတယ် recording လို့ Okay ဆိုတော့နောက်ပါဆက်ပြောမယ်နောက်တစ်ခုကဒီဘူးလေးဒါလေးကကျတော့ claimer လေးပါသူ claimer တီးတယ်ဟိုဟာထိုင်းရနေပြီးတော့ Australia ကိုပြောင်းလာတဲ့အချိန်မှာလေ claimer လေးတည်လာသေးရပေါ့နော်သူကတော့ပုံမှန် size ဒါကတော့ claimer size အသေးလေးချစ်စရာလေးဒီလား claimer လေးတသေးလေးလက်တော့ပွားတာတော့မရှိအဲ့ဒါလေးပါနောက်မှစမ်းတီးကြည့်မယ်နော်အခုကရမ်းရှိနေမှာဆိုတော့ okay နောက်တစ်ခုကဒီဟာကအခုထိုင်းမှာတော်တော်လေးကိုနာမည်ကြီးနေတဲ့ပုံစံလေးဒါကဟိုကအိမ်မှာချိတ်တဲ့ charm လေးအခုကမြင်းနေဆိုတော့ဒီဟာလေးလက်ဆောင်ရထားတာပါသူက quality နှစ်မျိုးရှိတယ်လို့ပြောတယ်ဝယ်ပေးတဲ့လူကဟိုနည်းနည်းလေးဟိုချုပ်သားလေးအသားလေးကွာတာရှိရဲတဲ့ဒီလိုအသားအဲ့လိုအီလေးတစ်ခုရှိရဲဆိုတော့အဆင်ပြေဝယ်လို့ရတာပေါ့နော်ဒီမှာချစ်ဖို့ကောင်းတာကလေဒီမှာရွှေဟိုဟာလေးပါတာဆိုတော့နှစ်ကူးမှာရွှေလေလို့ခေါ်တာလားအဲ့ဒါလေးပါတာချစ်စရာလေးချမ်းလေးဒါကလေနူးဖိုင်တာပဲသိလားဒါ Shopee တို့ Lazada တို့မှာဝယ်လို့ရတယ်လို့တော့ပြောတယ်ဒီပုံလေးပါအကယ်၍ screenshot ရိုက်ချင်ရိုက်လို့ရအောင်ချစ်စရာလေး Okay so let's move to other one နောက်တစ်ခုကဒီနိုင်ငံတော် serum မှာနိုင်ငံတော် serum ကတော့ကိုယ့်ကိုဝယ်ထားဖြစ်ပါတယ်သူကဒီ Genesis series ကိုတောက်လျှောက်သုံးနေတာဖြစ်ပါတယ်ဟိုဟာခေါင်းလျှော်ရည် conditioner ရယ် hair mask တော့မသုံးဘူးသေးဘူးဒီ serum တော့သုံးတယ်ကောင်းလားဆိုတော့
မစိုးကောင်းတယ်ပေါ့နော်သူ့ဈေးနဲ့တန်လားဆိုတော့အရန်ရုပ်သွားမဖြစ်ဘူးဒီ Genesis series နဲ့ပတ်သက်ပြီးတော့သူတပုတ်လုပ်ပေးမယ်လေနော်သုံးတာကအခုကဟိုကတော့ရှိပြီတစ်လကျော်လောက်ရှိပြီဆိုတော့နည်းနည်းလေးထပ်ဆောင်လာအောင်မယ်3-4လလောက်ဖြစ်ပြီဆိုတော့မှဒါလေးကိုလုပ်ပေးမယ်ဒါပေမဲ့ Genesis ရဲ့ဒီဟိုပါပေါ့ serum ကဘာအစ်မပြေတာလေးဆိုတော့အကုန်အရန်မြန်တယ်ကိုကပဲတောက်လျှောက်နေ့တိုင်းဒီပါသုံးလို့လာတော့မသိတရက်ချားဆိုရင်တော့ခံမယ်ထင်တယ်ဒါပေမဲ့တော်တော်လေးကိုလေဟောကနေကုန်ပါဒီ serum လေးကကန်ကောင်းချင်တော့ဒီတော့ bundle ဝယ်ရဲဆိုရင် Genesis ဒီ brand က Genesis တော့မဟုတ်ပါဘူးဒီ brand ကတော်တော်များများ sales ကချတဲ့အခါမှာကွယ်သူက series လိုက်တစ်ခါ series လိုက်ချတယ်တစ်ခါဆိုရင်လိုမျိုး serum ကိုမှ bundle ပုံစံမျိုးတွေချတာရှိရပေါ့နော်ဆိုတော့အကောင့်လုပ်ထားပြီးတော့ကိုဝင်ကြည့်နေလိုက်ပြီးရင် notification on ထားလိုက်ရင်သူကပို့ပြီးတယ်ပေါ့နော်ဆိုပထမဒီခေါင်းချော်ရိုးဘာလို့ဝယ်တော့မှကြတော့ဒီကောက် Genesis series ကဈေးချတယ်လို့အဲ့ဒါမှ20ရာခိုင်နှုန်းအဲ့တော့ပိုင်းရှည်ကြီးကဈေးရတော့တာဆိုမွေးနေ့လဲကြားလဲကြားမွေးနေ့မှာသူက15ရာခိုင်နှုန်းက$15လားမသိဘူးမွေးနေ့လက်ဆောင်ပေးတယ်ဒီ Genesis ကသူကထောက်လျှောက်ဝယ်နေရမို့လို့အဲ့ဒါနဲ့ကြည့်လိုက်တော့အဲ့ချိန်မှာကန်ကောင်းချင်တော့ဒီနှစ်ဘူးတွဲ bundle ကလည်းဈေးချနေတယ်ဆိုတော်တော်တန်တန်လေးနဲ့ရလိုက်တာပေါ့နော်ဒီ nutritive ကတော့မသုံးဘူးဟိုခေါင်းလျှော်ရည်နဲ့conditioner တော့သုံးဘူးလေ serum မသုံးဘူးဒါ night serum ဆိုတော့ဒါတော့သုံးကြည့်ခြင်းလို့ထားတဲ့ bundle ကိုလက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်90 ml လေးပေါ့နော် okay နောက်နှစ်ခုကမှန် flower nose ကပဲသူက flower nose ထဲမှာကဘယ် series ကိုအကြိုက်ဆုံးလဲဆိုတော့ strawberry cupid နဲ့ဒီဟာကunicorn လေ night unicorn ကိုကြိုက်တယ် night unicorn က highlight လို့ဘာလို့လဲဆိုလဲလှတယ်ပြီးတော့ဒီ strawberry cupid ကကြတော့ပါးနေလေးကတော်တော်လေးလှတယ်ပေါ့နော်ခံတယ်အခုဆို3နေရပြီးခဲ့တဲ့နှစ်ကလက်ဆောင်ရတာကဒီနှစ်ထိ3နေရမလျော့သွားသေးပေါ့နော်ဆိုတော့ blush ကိုသုံးတာက brand နှစ်ခုပဲရှိရယ်ဒီ Selena Gomez ရဲ့ brand ရယ်ပြီးတော့ဒီ flower nose ပေါ့နော်အဲ့ဒါပဲကိုဝယ်တာတော့ Selena ကဝယ်တယ်ဒီ flower nose ကတော့လက်ဆောင်တောက်လျှောက်ရတာပေါ့နော်ဒါတော့မှန်လေးမှန်ဆိုမှမရှိသေးဘူး collection လုပ်ချင်လို့ဒါcollection လုပ်လို့ရအောင်လို့ဒါလက်ဆောင်ပေးထားလို့ပေါ့နော်အရင် princess ပါသူကဖဲပြားလေးတော့ပါသေးတယ်ဒီလိုလေးတက်ရမှာထင်တယ်ဒီလိုလေးတဖဲပြားလေးနဲ့ဒါ strawberry cupid ကဟာနောက်တစ်ခုကnight unicorn လေးဖောက်ပြမယ်နော်လာတာနော် night unicorn ကကြတော့သူ့အကြိုက်နဲ့ပို့တူတယ်သူကဒီခရမ်းအနုလေးတွေပန်းအနုလေးတွေအဖြူလေးတွေအလိုမျိုးနုလေးပါတာဆိုတော့ဒါလေးရတယ်ချစ်စရာလေးပြီးတော့ဒါလေးကပိုသေးတယ်ဟိုကလေးကကြတော့နည်းနည်းလေးကြီးရဲ့ပုံပေါက်တယ်ပေါ့နော်တခုစီလက်ဆောင်ရထားပါတယ် okay နောက်ခါကဒါက jewelry box ကမရှိတော့ဘူးရှိတဲ့ဟာကမဆန့်တော့လို့အဲ့ဒါ jewelry box ကိုဒါကိုဝယ်ထားတာကိုဝယ်တော့ဟိုပဲပေးရတယ်ဒါဈေးချခြင်းနဲ့ကြုံတော့$10 10လား8ကျပ်လားအဲ့လောက်ပဲပေးရတယ်ဒီလား BW ကနေတော့ဝယ်ထားတာအဲ့တော့ makeup box နဲ့ဆင်တူပေါ့နော်ဒါခရီးသွားရင်အဲ့လိုပြောက်တော့တွေအကုန်လုံးထည့်တော့ဒီ shampoo တို့ shower gel တို့အဲ့လိုဘူးတသေးလေးတွေလည်းထည့်လို့ရအောင်ဆို makeup box ကမရှိနေတော့ဒီနှစ်ခုဆင်တူလေးဝယ်ထားဒါကိုဝယ်ထားဒီနှစ်ခုပေါင်း20တောင်မပြည့်ဘူးရှော့ကြီးရလို့ okay ဆက်ပြောမယ်ဒါကဆိုခရီးထွက်တဲ့အခါဆိုရင်ရန်အိတ်တာပြန်ညာဘက်တင်မှာဆိုရင်လည်းမီးရအောင်တော့အိတ်တဲ့အချိန်ကကွယ်အရင် limited ဖြစ်တယ်ပေါ့နော်စာရဲလောက်ရတခြားအလုပ်တွေလည်းရှိတော့ဆိုတော့အိတ်တဲ့အချိန်မှာကောင်းလေးတော့အိတ်ချင်တယ်မျက်လုံးကိုတော်တော်လေးကိုယူဆိုင်တော့ဆိုမျက်လုံးကအမြဲတမ်း
laptop နေ monitor တွေကိုတစ်နေ့မှာကအနည်းဆုံး10နာရီလောက်ကကြည့်နေရတာဆိုတော့8 day ချိန်မှာတော်တော်လေးမျိုးလုံးခူးဆိုင်တယ်ဆိုတော့ဂျပန်ကထွက်တဲ့ဟိုဟာလေးလည်းတုံးတယ်ဒီအပူပေးတဲ့ဟာလေးလေးမျိုးလုံးမှာကတ်ပြီးတော့အဲ့ဒါလေးလည်းရှိဒါကကြတော့ဒီမျက်စိမှာကာဗာလုပ်တဲ့ဟာပဲဒီခီးသွားတာပဲဖြစ်ဖြစ်ညအိတ်တာပဲဖြစ်ဖြစ်ပေါ့နော်သူကတော့ဟိုဟာနဲ့လုပ်ထားတာ sick နဲ့လုပ်ထားတာဒါဆန်းတုံးကြည့်မယ်ပေါ့နော်ဆိုစုအရင်ကကိုယ့်ကိုဝဲကြည့်သေးတယ်ဝဲကြည့်တဲ့အချိန်မှာတချို့ဆို allergic တွေဖြစ်တာပေါ့နော်မင်းတို့ကဝက်ချံပေါက်တာဖာညာဆိုတော့အဲ့နဲ့အခုဒီဟာကဟိုပိုးလားအင်းဟုတ်တယ်ပိုးနဲ့လုပ်ထားတာလေအဲ့လေးလက်ဆောင်ရတာပါလေဒါ museum ကနေပြီးကောက်ဝယ်ပေးထားပြန်ထည့်လာမယ်နော် museum ဆိုတာကဒီကျွန်တော်တို့ဟိုပိုးနဲ့ပတ်သက်တဲ့ဟာတွေပဲထုတ်တဲ့ museum ကနေတော့ဝယ်ပေးထား whatever ဒါကကြံခဲ့တာ flower nose ကပဲ unicorn ကလေးလေးညရလားမသိတခုခုအနောက်မှာခံပြီးပြအောင်လားနော် okay ဒီလိုပြရဒါလေး unicorn ကလေးလေးကြည့်စရာလေး okay ဒီက hand cream ဒီ hand cream ကမနေ့ကမှကိုတော့ဝယ်ပေးလိုက်တာဟိုကWeaver Tree and London ကဒါ Australian own လို့ပြောတယ်တော်တော်လေးကောင်းတယ်တိလားဈေးလည်းမကြည့်ဘူးဒီဟာက 100ml ကိုလေ23ကျပ်လားဟုတ်တယ်23.98ဆိုတော့ဒါ24ကျပ်3000နဲ့ပဲညှောင်းဒီဟာဆိုမြန်မာငွေဆိုဟိုလောက်ပေါ့ if တော်တယ်တော့2000ဆို3000နဲ့မြောက်တယ်ဆိုရင်တော့မှဟိုဟာဖြစ်နေပြီ6000ဟုတ်တယ်6000ခွဲ9000လောက်တော့ရှိမယ်ပေါ့နော်ဒီဟာလေး beach ဆိုတဲ့ဟာလေးသိလား Weaver Tree and London ဆိုမြန်မာမှာရှိမရှိတော့မသိဒါပေမဲ့တော်တော်လေးကိုကောင်းတယ်ဒီသူ့ရဲ့ texture ကိုအနှံ့ကိုဆို hand cream ကတော်တော်သုံးတယ်ဒီSelina ရဲ့ဟာကတော့အကြိုက်ဆုံးပေါ့နော်သူလက်ကိုနှိပ်လို့ရတာလေးပါတယ်ဆိုတော့ဒါကောက်မှထားဖို့100ml ကိုပဲ24ချမ်းနဲ့ is a deal ပြီးတော့ဒီကထုတ်တာဆိုတော့လေ local ထုတ်တာလေးဆိုပိုကြိုက်တယ်ဒါကိုပေးထားတယ်ဟာ hello တခု okay နောက်တစ်ခုကအုတ်ထုတ်ကဘာလဲဆိုတော့ဒါကဆိုမှကြောင်လေးရှိရယ်ဟိုကကြံခဲ့တယ်ဒီလိုတော့မပါတာဘူးသူ့ကိုခေါ်ချင်တာလေအခုကစဉ်းစားနေတယ်သူ့ကိုခေါ်มาနဲ့အသက်လေးကြီးပြီဆိုတော့ကလေးကလေရင်စီးနိုင်ပါမလားပေါ့နော်အဲ့ဒါနဲ့ဆိုတော့အခုအကယ်၍များဒီမှာအကြောင်မွေးပြခဲ့ရင်အုတ်ထုတ်ဆိုပြီးတော့အကြောင်လို့ခြင်းနဲ့ဆိုပြီးတော့တောက်လျှောက်ပြောနေတာဒါပေမဲ့စုနေတဲ့နေရာကဆက်ဘက်ဟိုမြို့နယ်လို့ပြောမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးကကြတော့သူကကြောင်ကိုဒီကိုယ့်အိမ်ထဲမှာပဲထားပေါ့နော်ဒီမှာကလို့မျိုးရှော့တော့အဲ့လိုမျိုးမရအောင်ဆိုကလည်းကျောင်းရဲ့အိမ်နဲ့ကျောင်းနဲ့ဖြစ်နေတော့ကြောင်ကောင်းကောင်းပြုဆိုင်နိုင်ပါမလားဆိုတော့အဲ့ဒါလေး concern လေးတော့ရှိရပေါ့နော်အဲ့ဒါနဲ့သူတငယ်လေးကနှောက်တယ် okay ဆက်ရုပ်ကြောင်ယူမလားဆိုပြီးဆက်ရုပ်ကြောင်ဝယ်ပြီးမယ်ဆိုပြီးပြောရပဲမယူဆိုတော့ okay အဲ့ဆိုရင်နေကြောင်တော့မဝယ်ပေးနဲ့အခုသိရမလားဟို pregnant woman နေဆိုလေကလေးမမွေးသေးဘူးကလေးပစ္စည်းစုနေတော့ပြိုလေအဲ့ဒါတကယ်လက်ဆောင်မွေးတာအကြောင်းမမွေးရသေးဘူးကြောင်ဆောင်းဖို့အုတ်ထုတ်ကရောက်နေပြီမွေးလက်ဆောင်ရထားတာအဲ့လို okay ဆိုတော့နောက်တစ်ခုကကြတော့ဒါကနဂက်လားနဲ့ဆွဲလားမသိသူကကြတော့ဟိုလေ three body problem ဖတ်တဲ့လူတွေဆိုရင်တော့သိလိမ့်မယ်ဆို three bodies ကစာအုပ်ပေါ့နော် Netflix မှာလည်းအခုရောက်နေပြီလို့တော့သိထားတယ်ဒါပေမဲ့မကြည့်ရသေးဘူးဆိုတော့အဲ့ထဲကပါတဲ့ပစ္စည်းသူကဒီမှာကွယ်ဒီချုံမလုံးဘူးနဲ့ပဲနည်းနည်းခံပြီးတော့ပြလိုက်ဒီလိုလေးအဲ့နဲ့ဆွဲလေးနောက်တစ်ခုကဒီထဲမှာဖောက်ပြရအောင်နော်ချစ်စရာလေးအဲ့လေးလက်ဆောင်ရထားပါတယ်ဘာလို့လဲဆိုတော့ပြောကြအဲ့ဒီထဲက character တစ်ခုနဲ့တူလေးတဲ့နင်းနဲ့အဲ့ဒါကြောင့်မို့လို့တဲ့ဆိုတော့အဲ့စာအုပ်ကို original စာအုပ်ကတော့စာကြည့်ကန်းထဲမှာထားမိလို့ဟောပြင်းအောင်ဆိုတော့အဲ့ဒါလေးဒီဟာလေးရပြီးတော့နောက်တစ်ဟာလေးရှိသေးတယ်ထုံးပတ်လေးပါတယ်ဒီ red coat ဆိုတာသူတို့ဒီအဲ့ရဟာရပြီးတော့ဟိုအုတ်ထုတ်ပါတယ်အုတ်ထုတ်ကခဏလေးထိုင်ပြရမယ်နော်
ပြန်ရောက်ပါပြီအုတ်ထုတ်ပါဒီဟာလေးအဲ့ဒါမာကအုတ်ထုတ်နေတာစင် Ranko Space ကအဲ့ဟာရယ်ထုတ်ဖက်ရယ်ပြီးတော့ဟိုခွတ်ပေါ့နော် coffee ရမ်းတော့လေ coffee ခွတ်ပါဆိုလက်ဆောင်ရထားပါတယ် coffee ခွတ်ကတော့ဟိုအောက်မှာဆေးထားတယ်အသစ်ဆိုတော့လေဟိုပြစ်တင်လိုက်ပြီနော်မသိချင်အောင်ဆောင်နေပါအခန်းကလုံးဝအမေမြင်ပြောမှာမွေရောပါဆိုရင်နေကမွေဝင်ခွေးနေပြီးတော့အဲ့လိုမျိုးပဲပစ္စည်းတွေရောက်တဲ့အချိန်လို့ဆိုရင် shop ပွားနေရပြင်မနေပြန်ရှင်းပြီးသွားရင်ရှင်းပြရတယ်ရှင်းပြီးသွားလို့ဆိုပြီးတော့ reward ပေးရနေတယ်ပစ္စည်းထပ်မှာပစ္စည်းကပြန်ရောက်လာအဲ့မှာလေးပတ်နေတယ်ည okay whatever နောက်ပါလေးဟောင်းဒီဘက်ကဟာတွေမှာတော့ဟာကေမှာဒါလေးနဲ့ပြအောင်ဒါတော့ကျွန်မရွေးတာပါရှင်ထားရလာတော့ဒီရှူသေးမှုကမဖြစ်မနေလေနော်အဲ့ရှူသေးမှုတွေကငငယ်တော့ဆိုမှတ်မိသေးရဲ့ဟိုကနှာချီသေးလားအကြောင်းရှိမှရောက်တာလေအဲ့အမှုကိုရှူလိုက်ရင်လေနှာလေးချီလာတာလေကွယ်အဲ့ဒါကလေအိမ်မှာအဖွားရှိတော့ကအဖွားတဲ့ကိုရင်းလေးကလေစော့တာတိလားအဲ့နှာချီသေးကိုဘယ်လိုချီနေတာကိုဘူးလေရီမောပြီးတော့ပျော်တာ okay whatever ဒီဟာကမရှိမဖြစ်အိုဘီလေနော်ရှူသေးဘူးရယ်ပယုတ်စီရယ်မရှိမဖြစ်ဆိုတော့ပယုတ်စီလည်းဝယ်တာလေပယုတ်စီကိုနေကအခုဝယ်လာတဲ့လူရဲ့အခန်းထဲမှာဆိုသွားမြူချင်တော့သူလည်းမရှိနေတော့အဲ့ဒါကိုတော်ရီဝတ်တဘူး6ဘူးဝယ်လာတာကွယ်အယောင်နဲ့ကာလာတုံးနေတယ် Pride Man မှာဆိုပြီးတော့6ဘူးဝယ်လာပေးတယ်အဲ့တော့အကယ်၍ရှူသေးလို့ရှင်ဒါတောင်းလို့ရပါတယ်ကင်မရာမှာဆိုရင် okay နောက်ပါလေးကဇူရိုဘီယာလေးပေါ့နော်ဇူရိုဘီယာကဒါလေ oh my အုတ်ထုတ်မယ်တော့ပါကောင်းကြီးကိုသေးလေးကွယ်ချစ်စရာလေးကြည့်စွတ်ပြမယ်မြင်ရလားနိုင်နည်းနည်းကုန်းလိုက်နော်အော်ကင်မရာလေးကိုနည်းနည်းလေးရွှေ့လိုက်မယ်တွေ့လားဒီပိတ်လားအဲ့ဒါတခုတည်းမဟုတ်ဘူးရွှေ့တာလားနှစ်ခုဒီကောင်းလေးကိုလေသူကလေလုံးဝနော်မင်းမြုပ်ကိုထွက်တာနော် update တဲ့လားအဲ့နှစ်ခုရတာသူလည်းအဲ့လိုခေါင်းကြီးကိုသေးလေးပဲပေါ့နော် okay ဆိုတော့နောက်ဆုံးတစ်ခုကဒီ Disney ရဲ့ကပဲသူတို့ဝယ်လာပေးတာသူကစာလုပ်တဲ့အိမ်မှာဆိုရင်ဒီလိုမျိုးအနှွေးတဲ့အရှိကြီးကိုဝစ်လေးရှိရပေါ့နော်ဒီမှာတော်တော်လေးကိုဟွာဖြစ်တယ်တော်ဝစ်ကြတယ်ဆိုတော့အဲ့ဒါကသူ့မှာကနှစ်ထဲရှိတာဒါပေမဲ့တစ်ထဲကကြော်ခံလိုက်ရတယ်ဆိုတော့တစ်ထဲပဲကျန်တော့အဲ့ဒါနဲ့ဒီဟာကိုအစားထိုးပြန်ဝယ်ပေးရတဲ့ဒီဟာလေးကသူကအုတ်ထုံနဲ့ဒီအုတ်ထုကိုမှဒါဟိုဟွာလေးလိုမျိုးလေးဖြစ်သွားမှာဒီလေးအဲ့လိုတော့ဒီမှာဟွာလေးတွေလည်းပါတယ်ကြေဒီလေးတွေလည်းပါတယ်မြင်ရလားမသိကြေဒီလေးတွေနဲ့ကျွန်တော်မမြင်ရတော့ကိုရှင်တော့ဒါလေးနွေးရပဲဒီလားအသားလေးရလေဆိုတော့ဒါလေးကအပြင်သွားတာပဲဖြစ်ဖြစ်ကားပေါ်မှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်ခြုံထားလို့ရအောင်ဆိုပြီးတော့ဒါပေမဲ့ပြဿနာကခေါင်းကသေးနေတော့ဒီမှာအရှိကိုဘာမှမမြင်ရတော့ဘူးဒါကြီးဆွတ်လိုက်ကြည့်ရှာလေး okay ဒီမော်ပြတင်လိုက်မယ်နော်မမြင်ကြမ်းလိုက် okay နောက်တစ်ခုကဆောမုံလို့ခေါ်တာ okay အဲ့ဒါကိုအချင်းချင်းတောက်လို့ကြာစွန်းတော့တယ်မဟုတ်ဘူးဆိုပြီးတော့ okay ဆိုတော့ဒီဟာကဟို Tibetan series ပေါ့နော်ဒီဆောမုံကဟိုတရုတ်ကပဲခေါ်တာပဲဒါပေမဲ့သိတဲ့လောက်ကဒီ designer ပေါ့နော်ဒီပိုင်းရှင်အန်ဒီကသူ့အမေနဲ့ဒီဇိုင်းတွေကိုတူလုပ်တာတဲ့ဆိုတော့အဲ့ဒါလေးကစိတ်ဝင်စားစရာဖြစ်နေပြီးတော့နောက်တစ်ခုကကြတော့ဒီ YORE သူက collection တွေတော့အများကြီးရှိတယ်အဲ့ဒီမှာမှ YORE collection မျက်စိကြာနေတာYORE collection ကတိပတ်လူမျိုးတွေရဲ့သူတို့ဒီ tradition နဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ inspire ယူထားတာလို့ပြောတယ်ဆိုတော့ဒီဟာလေးကိုကြည့်နေတာနဲ့ဟိုဟဲ့အဲ့နဲ့မွန်းလက်ဆောင်ယူပါလားဆိုပြီးတော့ဟောပြလိုက်တာ
သူကဟိုလောက်တော့ကြမယ်ထင်တယ် AUB နဲ့ဆိုရင်800ကနေ1000ကြားလောက်ဖြစ်မယ်စုကရထားတာက large size medium size ရှိနေမယ်ဒါကသေးသလောက်ဆိုရင်ဒီဇိုင်းလေးပြောင်းလို့ရတယ်လို့ပြောတယ်လိုမျိုးချုပ်ရောလေအဲ့လိုမျိုးလည်းလုံးလို့ရတယ်လို့ပြောတယ်ဒါပေမဲ့ဒီဇိုင်းဘယ်လိုပြောင်းလဲစုမကြည့်ရသေးဘူးပေါ့နော်အခုမှပြထားတာဆိုတော့သူကလာတာတော့ဟိုဘူးကြီးနဲ့အကြီးပဲလာတာဒါပေမဲ့တဲလာပေးတဲ့လူကကြတော့ဘူးကနေရယူရဲဆိုတော့ okay အဲ့ဆိုလဲဘူးမယူတော့ဘူးဆိုပြီးဒီတိုင်း dash pad နဲ့ပဲဆိုတဲလာပေးတာအဲ့မှာအိတ်လေးကတော့နည်းနည်းလေးတော့ဒီနားလေးမှာအဲ့လိုကျိုးကျင်နေရလေးတော့ရှိရဲဒါပေမဲ့စုမှာ moisturizer ရှိရဲပြီးတော့သူကနေပြီးတော့ဟို leather protector လေးပေးရပေါ့နော်အဲ့ဒါလေးလည်းတစ်ချက်ပြောမို့ဒီ leather အိတ်တွေသုံးတဲ့အခါကျရင်လေနည်းနည်းလေးတော့ဂရုစိုက်ပေးရဒီလားစုမှာကဟိုကိုရှယ်ဒီ LV ရဟာအဲ့နှစ်ခုကိုတေချာလေးစတယ်အစတော့တော့ဒီတိုင်းပဲထားတာပေါ့နော်ဘာလို့ဆိုတော့တော်တော်များများကစုကင်တာကဒီလောင်ချန့်ကဟာတွေပဲကင်တာဒါပေမဲ့ဘယ်လိုဖြစ်လဲဆိုတော့ leather ပစ္စည်းဆိုရင် leather cleanser နဲ့ moisturizer နဲ့ကမရှိမဖြစ်ကိုလောက်ပါမှာဒီလားမဟုတ်ရင်အိတ်တွေကြကြမခံပါဆိုလို့လေအဲ့မှာဆိုအများသုံးတာက Marbury ကဒီမှာတော့တော်တော်နာမည်ကြီးရလား Marbury လည်းကောင်းတယ်ရောအဲ့ base water လားအဲ့ဒီ series နာမည်မှားကောင်းမှားတော့လေအဲ့ဒါလေးဒီ everyday bag ပဲတော်တော်အဆင်ပြေရဲဆိုတော့အဲ့ဒီ Marbury ကထုတ်တဲ့ဒီ moisturizer ကတော်တော်ကောင်းတယ်ပြီးတော့ Coach ကထုတ်တာလည်းရှိဈေးနည်းနည်းသက်သာတာဆိုတော့ Coach ကပေါ့နော် Coach ကဟိုလောက်ပဲရှိမယ်အခုဈေးတက်သွားရင်တော့ maybe တဘူးကို45ကျပ်50လောက်ပဲရှိမယ် Marbury ကတော့89 90လောက်တော့ရှိရပါတော့မစိုးအဲ့ဒါကတော့နှစ်ချီပြီးသုံးလာတာဆိုတော့ဒါကတော့အခုဆောင်းပုံကနေပြီးတော့ပေးတဲ့သူက leather protector ပဲပါတော့အဲ့ဒါလေးတစ်ချက်သုံးကြည့်မယ်ပေါ့နော်ဆိုတော့ဒီဟာလေးပဲလားဆိုတော့မဟုတ်ဘူးသူကအိမ်မှာဒီ charm လေးတွေတက်လာအရင်တိုင်လို့ charm လေးတွေပါတစ်ခါလေးလက်ဆောင်မှာပါလာတယ်ပုံမှန်ဆိုရင်ဒီဟို format ကလေ format ကလာဘူးလေးတွေအဲ့လိုမျိုးလေးတက်ရတာကြိုက်တယ်ပြီးတော့ format ကဟို key chain လိုမျိုးလေးထွက်တာမျိုးလေးရှိရလေအဲ့မှာစုမောင်လေးကသူလုပ်ပေးထားရှိရ customize ပေါ့နော်အဲ့လိုမျိုးလုပ်ပေးထားရှိတော့အဲ့ customize ထားလို့ဆိုအမြဲတမ်းလွယ်လေးရှိပြီးညီမလေးတွေပေးထားတဲ့ဟိုသူတို့ကိုယ်တိုင်ချစ်ပေးထားတဲ့ဟာမျိုးလေးအဲ့လိုမျိုးလေးကိုသိလားဟိုဆိုင်မှာဝယ်တာထက်အဲ့လိုကိုရင်းနေတဲ့ဒီ circle တွေကလူတွေကအဲ့လို handmade လုပ်ပေးထားတာပြီး idea လေးနဲ့လုပ်ပေးထားတာဆိုဘယ်လိုပဲပြင်လွယ်တယ်ဆိုတော့ဒီမှာလေဆောင်းမကထွက်တဲ့ဟာလို့သူကြိုက်မယ်ထင်တဲ့ဟာလေးတွေကိုလည်းဒီမှာထည့်ပေးထားတာပေါ့နော်လက်ဆောင်မှာဒါတော့ထုတ်ပဲ dash bagအောင်တော့ရအလုပ်လုပ်ဖို့ပဲအော်ဒီအိမ်မှာကဒီကျိုးပါတယ်လေလားဒီကျိုးတော့သူအရန်ရောတော့မကြောက်အိတ်လေးကဒီတိုင်းလွယ်လို့ရတယ်ကွာသူကျိုးအရှိမလို့ပေါ့နော်ပြီးတော့ဒီကျိုးတစ်စားကိုလည်းဆိုအရင်မကြိုက်ဘူးဒီပုံစံလေးပဲလွယ်ပြမယ်တင်တယ်ဒါကတော့ everyday ပဲဆိုဟိုကလည်းရောဆန်မယ် laptop ကတော့ဟုတ်တယ်ဟို MacBook ကို size အကြီးဆန်မယ်တင်တယ်ဆို try ကြည့်မယ်ဒီနောက်ပိုင်းမှာဒီ everyday ဘက်မှာဘယ်လောက်ခံလဲဆိုတာကိုနောက်တစ်လားတော့လေသုံးကြည့်ပြီးသွားရင်လေပြန်ပြောပြမယ်လေနော် okay ဆိုဒီထဲမှာ charm တွေအများကြီးလက်ဆောင်ပါလာတယ်ပေါ့နော်ချမ်းနေအများကြီးပါလာတယ်မှာထုတ်ပြပါမယ်ပထမတစ်ခုကကြတော့ဒါလေးတွေလားဟိုလေတရုတ်ကားတွေပါပဲဖြစ်ဖြစ်ဒီအရင်ရှင်းဟောင်းကားတွေပါဆိုလေဒါဘူးတိကျောက်ရေဘူးလေဆောင်းမကထွက်တယ်ဒီလားအဲ့ဒါလေးဘူးတိကျောက်ရေဘူးလေးပါဒီလိုတက်တာတယ်နော်ဆောက်ထိုးရေးခိုင်ရနေရတော့ဒါလေးဘူးတိကျောက်ရေဘူးလေးပါတယ်ပြီးရင်နောက်ထပ်ပါရှိသေးတယ်ဆိုတော့ဒီဆောင်းမကပဲသူကဟိုဘူးလေးကြောင့်ရေပေါ်တော့ဘာမှထည့်မရတဲ့အတိုင်းအလှပဲပေါ့နော်ဒါပေမဲ့ဒီဟာလေးကဟိုဟာထည့်လို့ရတယ်သူ့ရဲ့ airport ထည့်လို့ရတယ်နော် airport ကိုပဲပြလိုက်ရမသိကွာအော်ဒါ airport ထည့်လို့ရတယ်တဲ့ထည့်ကြည့်မယ်နော်ပြီးမှရှိတော့အခုတော့သူကအထဲမှာစက်ကူတွေထည့်လိုက်တယ်စက်ကူထည့်ပြရအောင်သိလားဒီမှာနည်းနည်းလေးကျိုးနေတဲ့အရာလေးအဲ့ပေါ်လေးလေးထည့်အောင်အဲ့ပေါ်ကားပါပေါ့နော်ဒါအိမ်မှာချိန်လိုက်အော်ချိန်ပြလိုက်မယ်လေလို့တစ်ခါလေးဟိုဖြစ်အောင်ပြီးရင်ခြိလိုက်အောင်မယ်တာဒါအဲ့လိုလေးပါပြန်ထုတ်လာအောင်ပြီးရင် airport ကဘူးကိုပဲတွေ့ပြီးတော့ဘူးပြောက်လို့ရှာအောင်မယ် connecting မလုပ်ပါသေးတော့လေခရက်အမေထားဟုတ်
ပြီဆိုတော့ပြီးတော့နောက်တစ်ခုကကျတော့ဆောင်းမောကမဟုတ်ခဲနဲ့ဒီ long champ လေးလည်းဆိုရထားတယ်ပေါ့နော်ဒါ coin pass လေး long champ မှာဆိုက long champ ကိုဟိုဟာလောင်ချကိုစတည်တာကဆိုဒီမြန်မာမှာဆိုရင်ကမတ်ပဲလေမတ်ခိုင်ွယ်မင်းသူရောင်းနေတာပေါ့နော်ဆိုတော့ကိုစားမသိဘူးသူဖေးချီရဲ့ဆိုတော့အဲ့ဖေးချနေပြီးတော့သူရောင်းတာတော်ကြနေပြီအမပေါ့နော်ဆိုတော့အဲ့အမကနေပြီးစမေးဆိုင်ရင်းနဲ့တည်တာကြောက်တက်နေကြတယ်ဒါပေမဲ့အကြောင်းလုံးကတော့အဲ့ဒါမသုံးပြဘူးဆိုတော့ကိုယ်စံတဲ့ကိုဝယ်ရတော့အဲ့တော့ဟိုချားဆန်ကေးတို့ပြီးတော့ဟိုရန်ကူဟုတ်တယ်ရန်ကူဆိုပဲကိုင်းပြတာဒါပေမဲ့ဆိုစင်ကူရောက်တော့စင်ကူဒီလေးစိတ်မှာပထမဆုံးဝယ်တာဒီ long champ M လေးဒီအပြာရောင်လေးဝယ်တာ M size လေးအဲ့တော့ကတော့ hey M size ကိုကြီးထားပြီလို့ထင်တာပေါ့နော်ပြီးတော့ဒီလဲရောက်လာပြေးချီလဲစားတတ်ကော M size ကဘာမှမဆန်ဘူးဒီလားဘာလို့သူကဒီ laptop ကို iPad ဆိုတဲ့နှစ်ခုပေါ့နော်ပြီးသွားရင်notebook ကကိုပြေးစီရဲ့အတွက်အမှတ်တယ်ဟာရေးပြီးတော့ကိုစာပြန်တင်တဲ့အခါမှာလုပ်တဲ့ဟာရေးဆိုတော့အများကြီးပဲတည်ရတာဆိုတော့အဲ့ဒါ large size ဖြစ်သွားဆိုတော့အဲ့မှာ long champ ကအဲ့ရနေမျိုးပိုးဝင်သွားတာကတောက်လျှောက်ဝယ်ပေးတာသူ long champ ဒီ collection ဆိုပြီးတော့တပုတ်တက်လုပ်ပေးအောင်ပဲပေါ့နော်ဒါကတော့သူ့မှာရှိရဲ့ဒီဟာလေးကိုအမှန်ရအောင်ဆိုပြီးပြန်ဝယ်ပေးထားတာဒါက coin parsley ဒါကတော့အညိုရောင်မိုခါအရောင်ထင်တယ်ဆိုတော့မိုခါဆိုမှမရှိသေးဘူးသူ့မှာများတော့အဖြစ်ရှိတာကကြတော့အနက်များတယ်ပြီးသွားရင်ဟိုကအပြာရှိရယ်နောက်တစ်ခုကအခုနောက်ဆုံးထွက်တဲ့ဒီ iPhone အရာပေါ့နော်အဲ့ဒီ color line ရရှိတယ်ပြီးသွားရင်အဖြူဘက်သွားတာလေးပေါ့နော် backpack ဆိုရင်အဲ့လိုမျိုးဟာလေးရှိတယ်ဆိုတော့အဲ့ဒါပဲဝယ်ပေးတာများဆိုမိုခါမရှိသေးဘူးဆိုတော့ဟို coin pass ရပြီဆိုတော့မိုခါထပ်ဝယ်ရမယ်သဘောပေါ့နော်Okay, so ဒီနှစ်ခုရှိမယ်ဒါကဟိုနောက်မှာဟိုရှိ pay orchestra ရှိတယ်တောင်းကြတာဒါကဟိုHermes ဟိုလေးပါတယ် coin pass လေးပဲပေါ့နော်အကုန်လုံးပြည့်ထည့်လိုက်မယ်နော် Okay ဆိုတော့အဲ့ကိုမှထားလိုက်ပြီဟုတ်ကဲ့ပြီးဖို့က၄မျိုးလောက်ဝယ်ကြတော့တယ်ဒါကဟိုစုကိုဒါဟိုရဲ့အိတ်ကာလင်းနှခမ်းကြီးရဲ့ဂတိပါအိတ်ကတော့တက်ခုမှထွက်လာတယ်ကြည့်ဒါကစုကားမောင်းတဲ့အခါကျရင်ဒီလက်တွေလေကာဖို့အတွက်ဆိုပြီးတော့ဝယ်ပေးထားတာလက်ဆောင်ရထားတာပေါ့နော်သူက2ရောင်ပေးထားတယ်ပိုင်းရောင်လေးနဲ့အပြရောင်လေးပြရမယ်ဟင်းချက်နေတဲ့ပုံဘာဖြစ်လို့လဲဆိုတော့ရန်ဟင်းချက်လို့ဒီမှာဒါက cooking လုပ်နေတဲ့ပုံဒါဟုတ်ပဲ let's cook တဲ့ကြည့်အောင် work လေးနော်ဒါကြတော့ baking is science ဆိုပြီးတော့ရေးထားဒါတော့ဟုတ်တယ် bakery ဟာဒါ cooking လုပ်နေတာအဲ့ဒါနှစ်ခုလက်ဆောင်ရထားတယ်ဟင်းချက်တဲ့ဟာနဲ့ဒီကားမောင်းရင်တက်ဖို့ဆိုပြီးတော့ဟုတ်ကဲ့ဆက်ပြီးတော့ပြမယ်နော်နောက်တစ်ခုကတော့ Gucci ကပါနော် channel ပဲပါတာအော်ဟိုက channel ဟာတော့တက်ပြအောင်နော် Gucci ကဖနက်ဒီ Gucci ဖနက်ကကြတော့ဒါကော့ကိုဝဲထားတဲ့ဟာဖြစ်ပါတယ်ဆိုတော့ဘယ်လိုလဲဆိုတော့စုကဟို scandal လေးစီးရတာကြိုက်တယ်စုမှာဒီ Hermes က scandal လေးရှိရယ်ဆိုတော့အဲ့မှာပြဿနာကဘာဖြစ်လဲဆိုတော့ဟိုတခြား brand ကလည်းထွက်တယ်ပေါ့နော်ဆိုတော့ဒီတစ်ခုကောင်းလို့ဆိုရင်အဲ့တစ်ခုကိုပဲတောက်လျှောက်စီးရရှိရပေါ့နော်သူ့မှာအမြဲတမ်းစီးရဆိုရင်ဒီ Vivala ဆိုတဲ့ဂျပန်ကထွက်တဲ့ဒီရှူးလေးတွေရှိရပြီးတော့ဒီ Hermes က scan တွေပေါ့နော်ဒါအဲ့ຫນွေနဲ့စောင်းဆိုရင်အဲ့နှစ်ခုအဲ့ brand နှစ်ခုပဲရှင်ပြီးတော့စီးနေတာဒါပေမဲ့ scan တွေကတခြားဟိုမှာ Gucci ကလည်းထွက်တယ်နောက်ခဏနေပါဟိုကလည်းထွက်တယ်ထိုင်မေးသွားပြီOkay အုံနောက်ကရန် phrase ပဲပြီးလိုက်တာကြားနေပြီဆိုတော့ဒီဟာကစင်ကာပူကနေပြီးတော့ private sale မှာရလာတာပေါ့နော်ဆိုတော့သူ့အမတယောက်ကသူက private sales က 50% off ရတယ်ရတော့ပြဿနာကသူစင်ကာပူကနေပြီးတော့ Australia ကိုတိုင်းမပို့တော့ဆိုရဒီ box ကြီးက
စင်ကာပူကနေမြန်မာနိုင်ငံကိုပြန်ရောက်သွားတယ်အမှန်တကယ်စဉ်းစားတာကဟိုဘန်ကောက်ကနေပြန်ပို့မယ်ပေါ့နော်ဆွေးနွေးမှာဘန်ကောက်မှာရှိတော့ဆွေးနွေးမှာလက်ခံထားပြီးတော့မှသူကနေပစ္စည်းပို့တခါလေးပေါင်းပို့မယ်ဆိုတော့ဒါပေမဲ့ဘယ်လိုဖြစ်လဲဆိုစုငယ်ချင်းတယောက်ကဒီလိုလာဖို့ရှိတာနဲ့ဟိုတဲလာပြီးမယ်ဆိုတာနဲ့worshiping တကယ်ဆိုတော့သူတဲလာပြီးရပေါ့နော်ဒီဟာက900လည်းတော့ရလိုက်တာဆိုတော့ဟိုဟာလေးကြတယ်စင်ကာပူဒေါ်လာနဲ့ဆိုရင်600ပေးကြတယ်ဆိုမစိုးလေတိလားဆိုတော့ဒီဟိုထောက်ဝက်ကြီးဝယ်ဟို Ames ဝယ်တော့1200ကျော်လားမသိအဲ့လောက်ကြတယ်ဒါ flat ပဲဝယ်တာဆိုခုံပါတာမဝယ်ဘူးခုံပါဆိုမစီးနိုင်ဘူးဟိုဟာဖြစ်လို့လမ်းလျှောက်တာအများကြီး6တောင်းနာတော့လို့ဆိုတော့ဒါကတော့ dash bag ဒီ scandal လေးဒီ original ခါတာဆိုဘယ် brand ပဲဖြစ်စဝင်ဒီလိုမျိုးအညူပဲခါကြဒီလိုအညိုလေးပဲဝယ်လေးရှိတယ်ပေါ့နော်ဒါမစမ်းကြည့်ရသေးဘူးအခုမှဖောက်လိုက်တာsite ကတော့ Ames Scandal နဲ့အတူတူပဲဝယ်ထားတယ်ဘယ်လိုဖြစ်အောင်မလဲလို့ဆိုလဲမသိသေးဘူးပေါ့နော်စီးကြည့်မယ်ပြီးသွားရင်ဘယ်ဟာလေးကပို့ပြီးတော့ကောင်းလဲဆိုတာကိုဟိုဖြစ်မယ်ပေါ့နော်မန်လိုလေးပါတယ်စစ်ချာလေးနော်ပြန်ထည့်လာအောင်လားကြောက်ကုန်ပါဆိုတော့ပေါက်ချတယ်ဆိုတော့ဒီ brand တွေကိုဒီ Flamengo လဲဆိုတာရှိရယ် Flamengo ရဲ့ shoe လေးတွေလည်းမစိုးဘူးတိလားသူကလေပုံမှန်ချိန်ဆိုရင်အဲ့ဟာက1350ဟုတ်တယ် AU နဲ့ဆိုတော့1350လောက်ရှိရယ်ဒါပေမဲ့ဒီ end of financial year ပေါ့နော်ဒီဂျွန်လမှာဆိုရင်အဲ့ Flamengo က30%လောက်ချတယ်ပြီးတော့ဟိုဟာလေးရှိရယ်Jimmy Choo လေးချတယ်ဒီ Gucci လေးချတယ် Dior လေးချတယ်ဆိုတော့အဝယ်အစားတွေကတော့အဲ့လောက်ထိတော့မတန်ဘူးဒါပေမဲ့ဖက်နက်တွေအရန်တန်နေအဲ့ဒီမှာဝင်ပေါ့နော်ဆိုတော့600 900လောက်ကနေစပြီးတော့ရတာဆိုမစိုးဘူးလေနော်စင်ကာပူဒေါ်လာ600 900ဆိုရင်ဒီမှာ1000လောက်မပြည့်တော့ဖြစ်သွား Okay whatever ဆက်ပြောမယ်ဒါကတော့ Gucci ရဲ့အိမ်တငယ်ချင်းကလေဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုတော့စက်ကူအိတ်ကစားတယ်လာပြီးဒီထိဖက်နက်ဘူးတွေမဟာဘူးတွေမကောက်စက်ကူအိတ်ကစားတယ်ပြီးတာနော်Okay နောက်တစ်ခုကကြတော့ Chanel ဖြစ်ပါတယ် Chanel ကရှောဝါဂျယ်နဲ့ဟိုဟာနဲ့ဖြစ်မယ် lotion နဲ့ဖြစ်မယ် Chanel ကအဲ့ပန်းရောင်စီပေါ့နော်သူဒီဗီဒီယိုထဲမှာလည်းခဏပြောတယ်အဲ့ပန်းရောင်စီကိုပဲသူအမြဲတမ်းသုံးတာရေချိုးစက်ပြားနဲ့ဟို lotion နဲ့သုံးတာပေါ့နော်ဒါနှစ်ဘူးစီသူလက်ဆောင်ရထားပါတယ်ဟုတ်တယ်ဖောက်ပြရတယ်နော်ဖောက်ပြမယ်ဆိုတဲ့အခါမှာဒါရှာဝါကျဲတော့လေခံလားဆိုတော့အရင်တော့ခံလို့တော့200 ml ကိုနေ့တိုင်းသုံးနေတော့ကိုကရောသုံးတာခုအရှိမပြောသွားတယ်ဂျုံမလုံးကဟာနဲ့ရောသုံးတာဆိုတော့လေဒီကကောင်းတာခရီးသွားရင်လည်းယူသွားလို့ရတယ်။လာနော်ဘူးလေးဒါရှာပါချေဟိုကထပ်ဖောက်ပြမယ် body cream သူ့ body cream ကတော့လေဂျုံမလုံးရယ်ခုန Miss Dior ရယ်ဒါရရှင်ဒါအကျဲဆုံးပဲလေလားတမျိုးနှစ်ဘူးစီနဲ့လေးဘူးတိုးတယ်ရထားတာဖြစ်ပါတယ်ပြန်ခဲ့လာမှာနော်ဒါဆိုတော့3လက်စာမကုန်သေးဘူးဆိုတော့ဒီတိုင်းစိုးလုပ်ထားမယ်ဒါကဒီလေးဘူးဝယ်လို့လက်ဆောင်ရရတာဒါကတော့ Chanel ဘယ်မှာဝယ်ပေးပါတယ်သူကဒါ foundation cream ညနာလေးနဲ့ cream ဖြစ်မယ်ဟုတ်တယ်ညနာလေးနဲ့ဒီ cream ဘူးလေးပေးတယ်ပြီးရင်နောက်ထပ်ပြန်လေးတယ်ပထမတစ်ခါဝယ်တော့ကဟိုဟာပါတယ် facial foam နဲ့ပေးတယ်အခုဒီဟာကBlue Chanel ရဲ့ဒီရင်မွေးကတ်လေးပေးတယ်ဒါတကယ်ချင်းကိုလက်ဆောင်ပြန်ပေးလိုက်ဒါကပါလေဒါ Chanel က foundation B10 နဲ့All Days Comfort Flawless Finish Foundation နဲ့ Ultra World နဲ့ဆိုတော့ foundation မသုံးဆိုဒါလည်းတကယ်ချင်းကိုပြန်ပေးလိုက်မယ်ဒီဟာကလည်းဒါ Max
mask လည်းပေးလိုက်ပါတော့မယ်ဒီဘူးလိုက်လည်းတကယ်တင်ကိုပေးလိုက်တော့မယ်ဆိုတော့ mask ပါတယ် cream ပါတယ် foundation ပါတယ်ဒါကဟိုပါပါတယ်ရေမွေးပေါ့နော်ဆိုတော့ဒီဆက်လိုက်ကလက်ဆောင်ရတာဆိုတော့သုံးမလို့တော့လက်ဆောင်တော့ပေးလိုက်ပါတော့မကောင်းဘူးနော်ထုတ်ပြီးတော့ပေးတာဆိုရင်อ่ะ okay ဆိုတော့နောက်ပါကြသေးလဲဆိုတော့နောက်ထပ်ပစ္စည်းက2မျိုးပဲကျန်တော့တယ်ဂျားထဲမှာဟိုအရောရှိသေးတယ်ဟိုရှော့မေတဲ့တွေကကုန်လို့ဒီ night dress ဟိုဝတ်တဲ့ဟိုဆိုတာပကြားမအရန်စုတာပကြားမအိမ်ကောင်းကောင်းလေးအိတ်တာဆိုလေပကြားမစီပြီးတော့နောက်တစ်ခုကကျတော့ pillow case စီကအခုရှော့မေတဲ့ရောက်နေတော့မပြနိုင်တော့ဘူးသူလည်းဒီ sit နဲ့လောက်ထားတဲ့ဟာလေးလိုပဲမှာထားနောက် video တွေကြမှာဟိုပြင်ဝတ်ပြီးတော့ရိုက်ပြမယ်နော်ဆိုတော့နောက်ဟာကဘာသာရေးနဲ့ဆိုင်တဲ့ပစ္စည်းတွေဖြစ်ပါတယ်ဘိုးလေးနည်းနည်းရွှေ့ဆိုတော့ဘာသာရေးနဲ့ဆိုင်တဲ့ပစ္စည်းတွေကျတော့စုကဟိုကွိုင်မမကိုယုံကြည်တယ်ပို့ဝယ်လို့ပြောမှာပေါ့နော်ကိုရောက်တဲ့နိုင်ငံတိုင်းမှာပထမဆုံးသွားတာကကျတော့ကွိုင်ရင်ကျောင်းကိုသွားတယ်ပေါ့နော်အဲ့မှာ blessing ယူတာမျိုးရှိတယ်ဒါကတော့ကိုခံယူချက်နဲ့ကိုပဲဖေးရကိုလည်းကိုပဲကွိုင်ကိုလည်းကိုဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဆိုရရင်ရင်းနေလူတွေပဲတည်တာပုံမှန်ဆိုတော့ဆို religious မဖြစ်ဘူးဘာညာဆိုပြီးတော့ထင်ကြတာပေါ့နော်ဒါကဆိုလက်ဆောင်ရထားတဲ့ကွိုင်ရင်မေရိုရဲ့ရုပ်ထုဖြစ်ပါတယ်သူက quality တော့ကောင်းတယ် lock နဲ့လား sorry မင်းမြုပ်တွေဖြစ်နေဘာဖြစ်လို့လဲဆိုတော့ तू ကလေးတယ်ကွယ်ဖွင့်ချလိုက်တဲ့အချိန်မှာသူကဒီလိုမျိုးလာဒါကွယ်ရုပ်ထုပါလေဆိုတော့အမလေးဟဲ့စိတ်ပရိပါကိုင်းထားစမဒီလိုစိတ်ပရိပါရှိတယ်ဒါကွယ်မယ်ရုပ်ထုဟော quality ကောင်းကောင်းပေါ့နော်ဒါပေမဲ့ဒီထဲမှာတော့ဟောလို့ဖြစ်နေတာပေါ့နော်ဒီပြန်ထည့်လိုက်မယ်နော်ထပ်ပိုင်းကျိုးတော့မှာပို့လို့ဒါမနေသိခိုင်းရတာဒီဟာနောက်တစ်ခုကဖေးရဗုဒ္ဓရုပ်ပေါ်တော့ဒီဗုဒ္ဓရုပ်ပေါ်တော့ကသူ့ဟိုဒီလိုလာတော့ကတော့မပူစော်မသိခဲ့ရဘူးပေါ့နော်အဲ့ဆို immigration ရောဒီ custom ကရောအရင်ချက်တယ်အဲ့ချိန်ကစုလာတဲ့အချိန်လုံးကကြတော့လေဟိုမြန်မာတွေဆိုရင်ဟိုဟာဗီဇာလည်းတိတ်မပေးဘူးပေါ့နော်ဆိုတော့လင်းတစ်စီးလုံးပါလေဖမားကိုရောက်ခဲ့ကျန်တဲ့လူမျိုးလေးပဲပေါ့နော်အဲ့မှာအထောက်တာပေါ့နော်ဟိုအကယ်၍ပြန်လှည့်ပြန်မှာပါညာဆိုတော့အဲ့တော့မသိခဲ့ဘာမှဟိုအဝေးစားနဲ့စားရွက်စားရမယ်တဲ့လာတာကျန်တာဘာလို့ဘာမှမပါဘူးဒီရောက်တော့မှအကုန်ပြန်ဝင်ရတာဒါပေမဲ့ဒီစင်ပူခဏပြန်တော့ကဖျားပင်လာတယ်ပေါ့နော်ဆိုတော့ဖျားပင်လာတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဖျားကဟိုအရန်ဟိုဖြစ်တယ်သေးနေရပေါ့နော်ဟိုတော်သေးတာလက်တဖွားတော့မရှိဘူးဆိုတော့ဖျားကိုပြောက်နေတာအဲ့နဲ့ဖျားနည်းနည်းညံတော်မြင့်နေဖျားကိုပူဇော်ခြင်းနဲ့ဆိုတဲ့အချိန်မှာဒီဟာကိုလက်ဆောင်ရထားတာဖြစ်ပါတယ်ဆိုတော့ညံတော်ကတကယ်ကတော့ကိုယ့်အိမ်မှာပူဇော်သူတော်ပေါ့နော်လူဒီပုံမှန်ဆိုင်ပေါ့နော်လင်းကားပြီးအဲ့လိုမျိုးအကြီးပူဇော်နေတာကွယ်ဟိုအိမ်မှာဆိုလဲဖះတော်တော်ဝါဖြစ်တယ်တတ်တေချောင်းထားတာဆိုတော့အဲ့ဟာကိုပြန်မရောက်နိုင်သေးဘူးပေါ့နော်ဒါပေမဲ့အခုဒီဟာလေးကတော့နည်းနည်းဟိုစင်ပုံတင်ထားလို့ရတဲ့ site လေးဖြစ်ပါတယ်ဒါနောက်ဆုံး unboxing ပေါ့နော်လေးပါဖျားဆင်းလို့လေးဖြစ်ပါတယ်ဆိုတော့ဒီဖျားဆင်းလို့ကသူ့ကိုရွေးခိုင်းတော့ဟိုဟာသူကကုတ်တင်ကွဲတယ်ပေါ့နော်မဟိုကျွန်းသားနဲ့လောက်တာရှိနေပြီးရင်ဒီမြာဖျားလိုမျိုးပေါ့နော်အဲ့လိုမျိုးအယောင်တော်တော်လေးတော့သူကွဲတယ်ဆိုတော့အဲ့ဒီဟာကအခုဆိုတော့ဖြူလေးပဲပေါ့နော်ဖြူလေးပဲဟိုဖြစ်လာအောင်လေနောက်တိချာအင်ကြီးပါလေးဟိုဖြစ်ပြီးဆိုတော့မှကောင်းကောင်းလို့ဖြစ်မယ်ဒါကြောင့်တယ်လာပြရတာဆိုတော့လေဒီမှာကဒီသစ်သားနဲ့ပတ်သက်တာကြောင့်နည်းနည်းအခက်အခဲရှိတယ်ဒီစစ်ကျင်သားပုံစံမျိုးကိုပဲဆိုပူတော်လို့ရပါတယ်လို့ခဏပါဆိုတော့စုရဲ့ဒီ unboxing video လေးကတော့ဒီမှာပဲပြီးဆုံးပါပြီဆိုတော့အားလုံးပဲ enjoy ဖြစ်မယ်လို့ထင်ပါတယ်ဟုတ်လုံးဝ random stuff တွေပဲပေါ့နော်ဆိုတော့ပုံမှန်ဆိုဒီဟာလေးကိုမတင်ဘူးလို့စဉ်းစားဒါမဲ့ဆိုအရှိမနည်းနည်းလေးတဲ့ content တွေပဲတင်ထားတာဖြစ်နေတော့လေဆိုတော့နည်းနည်းပို့တဲ့ဟာလေးပေါ့နော် fan ဖြစ်မဲ့ဟာလေးကိုစဉ်းစားပြီးတော့ဒါလေးကိုရိုက်လိုက်တာပါန
နည်းနည်းလေးဆိုတာအခက်အခဲရှိပေါ့ဆိုအခုဆိုရင်တခါမှပြန်ပေါ့ပါဘူးအဲ့ဒါလေးပါဆိုတော့ကြည့်ပြီးတော့ enjoy ဖြစ်မယ်လို့လည်းထင်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်တွေ့ကြပါအောင်မယ်ဆိုတော့အခုဒါကစုလန်ဖေးထားရဲ့ channel လေးဖြစ်ပါတယ်ဒီ channel မှာစုကအတူတူ grow up ဖြစ်သွားမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲ see you in the next video bye bye